ကျွန်တော်မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုချိုစီဘွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခမည်းမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတာသနာတော်အတွက်စိတ်ထိခိုက်ပွဲဝမ်းနည်းပွဲကောင်းတဲ့သတင်းလေးတစ်ပုဒ်နဲ့အရင်စပါမယ်စိတ်ထိခိုက်ဝမ်းနည်းပွဲကောင်းတဲ့သတင်းဆိုချမှုပါဘူးအိန္ဒိယနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့ထုတ်ပြန်ချက်လို့ပဲပြောပါဘောနော်အိန္ဒိယနိုင်ငံမှာသတင်းသုံးနေထိုင်တဲ့ဆရာတော်တစ်ပါးပြန်တော်မူသွားရရှာပါတယ်ဆရာတော်ကြီးတစ်ပါးပေါ့ဆရာတော်ကြီးတစ်ပါးပြန်တော်မူသွားပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒါသတင်းပေးပါမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဂယာတို့ဘာလို့သွားကြတယ်တခြားအဲ့လိုအဘက်တွေသွားကြတဲ့အခါမှာကုသနာဘာလို့ပဲသွားမယ်အဲ့ဘက်တွေသွားတဲ့အခါမှာဝင်ရောက်ဖူးမြော်ဘူးတဲ့သူတွေလည်းရှိကြလိမ့်မယ်ဒီကနေလှမ်းပြီးသိတဲ့လူတွေရှိမယ်ပေါ့နော်အဲ့ဒီမှာဆရာတော်ကြီးတစ်ပါးပြန်တော်မူသွားတာပါဘာဖြစ်လဲဆိုတော့အိန္ဒိယနိုင်ငံဥတ္တရာပရာဒိရှ်ပြည်နယ်ကုသနာယုံမြန်မာကျောင်းတိုက်ရဲ့ကျောင်းနိုင်ဆရာတော်နောက်တစ်ခုကပရဒေတီတန်ခနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဖြစ်တဲ့အဘိဓဇမဟာရထဂုရုအဘိဓဇအက္ကမဟာတပ္ပံအက္ကမဟာတတမဇောတိကအက္ကမဟာပဏိတနော်ရှေးပြပရဏညာနိတရလို့မှတ်ပါနော်အဲ့လိုမှတ်ပါမယ်အရှင်ညာနိဆရာတော်ကြီးအရှင်ညာနိတရတတ်တော်89နှစ်ဆိုတော့ကျွန်တော်ပွင့်လိုက်ပြောအဲ့ထုတ်ပြန်ချက်ကိုမြင်နေချိန်မှာကျွန်တော်ရင်းနဲ့ shock ဖြစ်သွားတယ်စိတ်ထဲမှာလုံးဝ shock ဖြစ်ကျွန်တော်လုံးဝ shock ဖြစ်သွားတာရှိတယ်နာမည်ကအရှင်ညာနိတရဆိုတော့ကျွန်တော်မှရုပ်တရက် short ဖြစ်သွားပြီးတော့ပုံကြည့်တော့ပုံလည်းကြည့်တော့တဲ့ခါလဲကျွန်တော်ရုပ်တရက်တကယ် short ဖြစ်သွားတယ်။ဘာဖြစ်လို့ short ဖြစ်လဲဆိုတော့အဲ့ဆရာတော်ကြီးပုံကတော်တော်လေးကိုကျွန်တော်တို့ဒီဘက်ကဆရာတော်တော့တူနေတဲ့ခါကျကျွန်တော်ရုပ်တရက်ဒီတကယ် short ဖြစ်ပြီးစိတ်ထဲမှာတကယ်တုန်လှုပ်သွားတယ်။ဒါပေမဲ့တော့တခြားကြည့်တော့အော်တို့ဆရာတော်ကြီးမဟုတ်ဘူးပဲဆိုတော့မဟုတ်ဘူးလို့ပေါ့နော်အဲ့လိုတွေ့ဒါပေမဲ့လည်းဆရာတော်ပြန်တော်မူတဲ့ခါကျတော့စိတ်မကောင်းဖြစ်ရတယ်။အဲ့ဆရာတော်ကြီးကအခုပြန်တော်မူတဲ့ဟာကတက်တော်89နှစ်ဝါတော်တိတ်ခါတော့69ဝါနော်အဲ့တော့ပြန်တော်မူတာကဒီနေ့31ရက်နေ့မှာမနေ့4:50လောက်မှာပြန်တော်မူသွားတာလို့သိရတယ်ဆိုတော့ပြန်တော်မူသွားတဲ့မြန်မာတာမန်ကြီးဘာလို့ဒါဝမ်းနေကြောင်းတွေပါရင်စာထုတ်တာပေါ့ဗျာထုတ်တော့သိရတာဆိုတော့ဒီဆရာတော်ကတော့ပို့လည်းပြောတော့ဒါရခိုင်တိုင်းသားတွေကိုးကွယ်တဲ့ရခိုင်ဆရာတော်တစ်ပါးလို့ကျွန်တော်တို့အကြံဉာဏ်သိရတယ်ဒါဘလူးဆရာတော်ဖြစ်ပါအဓိကကကျွန်တော်တို့ဆရာတော်ကြီးတစ်ပါးပြန်တော်မူသွားရရှာတဲ့မူသွားတဲ့ကိစ္စကတော့ဘလူးပဲဖြစ်ကျွန်တော်တို့ဗုဒ္ဓဘာသာတို့တော့စိတ်မကောင်းစရာပါပဲပြီးတော့ကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်တစ်ပါးလည်းဖြစ်တယ်သူကဒီသာသနာပြုတာအဲ့ဒီအိန္ဒိယမှာသွားပြီးသာသနာပြုပြီးတော့တကယ်ဟောဖြစ်တဲ့နေတဲ့လူဖြစ်တယ်ပေါ့နော်ဆိုတော့ပြောရင်တော့သူကပြန်တော်မူတဲ့အချိန်မှာဆရာတော်ရဲ့ UP ပြည်နယ် Look Now မြို့မတ်ဒန်တာဆိုတဲ့မြို့ဒန်တာဆိုတဲ့ဆေးရုံမတ်ဒန်တာဆိုတဲ့ဆေးရုံအဲ့ဆေးရုံမှာဆေးကုသရင်းနဲ့ပြန်တော်မူသွားရှာလို့သိရတယ်ပြန်တော်မူသွားခြင်းနဲ့ပတ်သက်ပြီးတော့လည်းသက်ဆိုင်ရာသူတို့အိန္ဒိယမှာရှိတဲ့အကြောင်းသားတွေပတ်သက်တဲ့အသင်းတွေပေါ့အသင်းဖွဲ့တွေဝန်ထမ်းတော်လိုက်ထုတ်တာတွေ့ရတယ်။ဆရာတော်ကြီးတို့မြို့တော်သားယူကျုံမကြဖြစ်ရတယ်ပေါ့ဗျာ။ဒါကိုပြောတာ။ဆရာတော်ကြီးကဘယ်ရပါပဲလဲဆိုရခိုင်ပြည်နယ်မင်းပြားမြို့ဇီးပင်ကြီးကျေးရွာဇာတိဖြစ်ပြီးတော့အိန္ဒိယနိုင်ငံမှာသတင်းသုံးသာသနာပြုနေတာကနှစ်ပေါင်း60လောက်ရှိပြီလို့သိရတယ်။ဆိုတော့ကုသနာဦးမြေမှာမြန်မာရဲ့အကြောင်းတိုက်ရဲ့ဒါတောင်းတဲ့ဆရာတော်ကြီးဖြစ်နေကမ္ဘာတော်မှာဘုရားသာသနာပြန်ပွားရေးကျိုးပန်းဆောင်ရနေတယ်ဖြစ်တယ်။ပြီးတော့အစိုးရအဆက်ဆက်ကသူ့ကိုဘွဲ့တစိတ်တွေများစွာချင်းမြင့်အနှင်းထားတဲ့သူလည်းဖြစ်တယ်။ဆိုတော့ဘာပဲပြောပြန်တော်မူသွားတဲ့အတွက်ဘာပဲပြောကျွန်တော်ဘုရားဘာသာအတွက်ဆရာတော်ကြီးတစ်ပါးပြန်တော်မူတဲ့ဝမ်းနဲ့စိတ်ကောင်းတော့ဖြစ်ရပါတယ်။တက်တော်89နှစ်တက်တော်89နှစ်ဆိုတာကနည်းနည်းတော့အရွယ်မဟုတ်ဘူး90နာကတ်နေပြီဆိုတော့နည်းနည်းတော့အရွယ်မဟုတ်ပါဘူးဒီအသက်ဒီအထိသာသနာတော်အကျိုးကိုဥဆောင်ဥရထမ်းဖို့တော့တဲ့အတွက်ဆရာတော်ကြီးကိုလည်းဒီဘာပြောပြန်လုံတဲ့ဆရာတော်ကြီးလည်းဝမ်းနဲ့ကြေကွဲကြောင်းလေးဒီညနေပြီးတော့ message ပေးနေသူ့ရဲ့တစ်ဖက်တစ်ပန်းနေတတိုင်းကလုံးကရှိတဲ့ဆရာတော်ကြီးကိုဖူးမြော်ဘူးတဲ့သူတွေအားလုံးသိရအောင်လို့သတင်းဖြန့်ပေးခြင်းဖြစ်ပါတယ်เนาะဒါလေးကကျွန်တော်ဟိုဟာလေးပေါ့เนาะသတင်းလေးတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့ဒီနေ့တရင်တစ်ခုကဘာလဲဆိုတော့တဝဲဘက်ကတရင်တစ်ခုလည်းကျွန်တော်ဒီနေ့လဲစပါမယ်တဝဲဘက်ကသင်ကြားဖို့ပါဘူးတဝဲမှာလှုပ်နေတဲ့လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ကိုကျော်ဦးလို့အမည်ရတဲ့နော်ကိုကျော်ဦးကတော့ပြစ်ခတ်လုပ်ကြံမှုခံလိုက်ရတယ်သိရတယ်တဝဲမြို့မှာစီးပွားရေးလုပ်တဲ့ကျော်ဦးဆိုတဲ့အမည်ရှိတဲ့စီးပွားရေးလုပ်ငန်းရှင်ကိုကျော်ဦးကဒီနေ့ပြစ်ခတ်ခံလိုက်ရတယ်လို့သိရတယ်ဒီနေ့အောက်တိုဘာ31ရက်မနက်ပိုင်းလောက်မှာပဲတဝဲမြို့စင်ပုတ်ရက်ကွက်မှာရှိတဲ့သူ့ရဲ့အိမ်မှာပဲတရသမား2ယောက်ကလာပြီးတော့ပြတ်တက်သွားတယ်လို့သိရတယ်အဲ့တော့ပြည်သူဟွာပေါ့နော်ဒီဘာလဲတော့ဟိုဘာလဲဒီပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ခစ်တဲ့တို့ဘာလို့ရေးတာကြတော့တမျိုးကျွန်တော်တို့ပြန်သိရတာတမျိုးပေါ့နော်ခစ်တဲ့ကရေးတာတော့ကတော့အမည်မသိတဏ္ဍာသမား2ဦးလို့သူကရေးတယ်ကျွန်တော်တို့သိရတာပြပြရင်တော့ကိုကျော်ဦးရဲ့နေအိမ်မှာဦးကျော်ကနေအိမ်မှာရှိနေကနေအပြင်ထွက်ဖို့ကြိုးစားတဲ့တခုချိန်လေးမှာဆိုင်ကယ်တစ်စီးနဲ့လူ2ယောက်ရောက်လာတယ်တယောက်ကရှိတဲ့ဆိုင်ကယ်မောင်းတယ်ဆိုင်ကယ်အိုတိုဆောင်းထားတယ်နောက်ကတယောက်ကတော့ဆိုင်ကယ်အိုတိုမဆောင်းထားဘူး
မျက်နှာကိုဦးချစ်တော်ဦးကမှတ်မိတယ်အဲ့လိုမှတ်မိတယ်လို့အချမ်းမြင်သိရတယ်ဦးချစ်တော်ဦးကဘာဖြစ်လဲဆိုတော့တော်တော်ကျွန်မအဲ့သူ့ကိုလာပြီးအနာတိတ်ပြီးတော့ပြစ်သွားတော့ပြစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့ပြစ်ခတ်ခံလိုက်ရတဲ့ဦးချစ်တော်ဦးကကွယ်လွန်သွားတာဆိုတော့မကွယ်လွန်သေးဘူးမကွယ်လွန်မဲ့နဲ့သူ့ကိုဒဏ်ရာရတဲ့ဦးချစ်တော်ဦးကသူကိုယ်တိုင်ပြစ်ခတ်ခံရတဲ့ဒဏ်ရာနဲ့ပြစ်ခတ်ခံရတဲ့ဆေးုံကာသူကိုယ်တိုင်မောင်းသွားတယ်လို့သိရတယ်ဆိုတော့ဟိုကတော့တီဗီတို့ဘာလို့ညာလို့ချီတော့ပြောရင်ကြအောင်ဒါပေမဲ့မဟုတ်ဘူးဦးကျော်ကသူပြစ်ခတ်ခံတဲ့ဟာကိုသူကိုယ်တိုင်ပဲပြစ်ခတ်ခံပြီးတော့ဆေးရုံသူကိုယ်တိုင်ကားမောင်းသွားပြီးတော့ဆေးကုသမှုခံယူတယ်ဒီနေ့ညနေနောက်ဆုံးရတဲ့အချိန်ထိကတော့မနက်ပိုင်းမှာပြစ်ခတ်ခံတယ်ညနေနောက်ဆုံးရတဲ့ကတော့ကျန်းကျန်းမှာအေးဆေးတော့ဟိုအသက်အနေကင်းရှင်းသွားပြီလို့သိရတယ်ဘောတော့ချိန်မှာသူသွေးတွေထွက်လာတဲ့အချိန်မှာသွေးတွေကတော်တော်များထွက်လာတော့မှသူ့ကိုသိတယ်ဖောက်ဝင်ဒဏ်ရာကြတော့လေပြောရင်တော့အဆုတ်တွေဘာတွေမထိဘဲနဲ့သူကကန်ကောက်ဆောင်ရှက်မှန်သွားတာမျိုးဖြစ်သွားရတဲ့အတွက်အဆုတ်တွေဘာတွေထိတယ်အသေးတွေထိသွားဆိုရင်သိနိုင်တယ်ဒါပေမဲ့သူကရှက်မှန်သွားရတဲ့အတွက်သိဆုံးခြင်းမရှိဘူးလို့အကြမ်းမြင်သိရတယ်ဆိုတော့သူ့ကိုပြစ်ခတ်တာနဲ့ပတ်သက်ပြီးတော့တချို့တွေကအဲ့ဒီခေတ်သစ်မီဒီယာမှာပြောနေကြတာဘာလဲဆိုတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတဲ့စက်တင်ဘာ18ရက်ကတဝဲလာတဲ့အချိန်မှာဦးကျော်ဦးအုပ်စုကသွားပြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုကြိုးဆိုတဲ့ပုံကိုယ်ကြီးအလွန်ရင်းနှီးတယ်ဘာညာပေါ့ဗျာစသဖြင့်ဦးမြတ်ကိုဝင်းချုပ်ဦးမြတ်ကိုနဲ့လည်းရင်းနှီးတယ်လို့ပါစသဖြင့်လျှောက်ပြောတာပေါ့နော်ပြောရရင်တော့ခရိုနီလည်းဖြစ်တယ်စသဖြင့်မျိုးစုံပြောတယ်စစ်တပ်နဲ့လည်းပတ်သက်မှုရှိတယ်ဝင်းချုပ်နဲ့လည်းပတ်သက်မှုရှိတယ်ပုံကိုယ်ခင်တယ်ဦးမင်းအောင်လှိုင်ကိုသွားပြီးဖားရလုပ်တဲ့သူစသဖြင့်မျိုးစုံပြောတယ်အဲ့တော့ဒါကြောင့်မလို့ပြစ်ခတ်တယ်ဆိုတော့ဒါဆိုရင်ဒီလိုပြောနေကြတဲ့ကဒီပြစ်ခတ်သူတွေဟာဘယ်ဘက်ကလဲဆိုတော့ခင်ဗျားတို့မှန်းလို့ရပြီနော်အဲဆိုပြစ်ခတ်သူတွေမှန်းလို့ရပြီအဲ့တော့ဒါဆိုရင်ကျွန်တော်ကဖြတ်ပြောရမယ်ပေါ့နော်ဆေးရုံမှာတင်ခံရတဲ့ပြစ်ခတ်ခံထားတဲ့ဦးကျော်ကဘယ်လိုလူလဲဆိုတော့ကျွန်တော်ပြန်ပြောအောင်တဝဲမှာသူ့အကြောင်းတစ်မျိုးလုံးကောင်းကောင်းသိပါတယ်တဝဲမှာသူ့အကြောင်းကောင်းကောင်းသိပါတယ်တမျိုးလုံးဦးကျော်ကပွင့်လိုက်ပြောရင် NLD အမာခံကြီးလုံးဝ NLD အမာခံကြီးအဲ့ဒီအမာခံကြီးသူသားသမီးတွေခုချိန်ထိတောင်းပါပဲသူသားသမီးတွေကလွန်ခဲ့တဲ့ဟိုတိတ်မကြသေးခင်ကာလအထိတောင်သူသားသမီးတွေကိုယ်တိုင်က NLD အမာခံဖြစ်ပြီးတော့ဟိုဘက်က PDF တွေနဲ့ထောက်ဖို့လုပ်ငန်းတွေတချို့ကိစ္စတွေမှာတော်ဝါးရေးဖြစ်စေဓာတ်ရိုက်ဖြစ်စေလုပ်နေတာရှိတယ်အဲ့တော့ဦးကျော်ဦးကသူတို့ပြောသူတို့စစ်တပ်ခရိုနီတို့စစ်တပ်ထောက်ခံသူတို့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဘာဖြစ်သူတို့ဘာလို့ညာလို့သူတို့ပြောနေပေမဲ့တကယ်တော့ဦးကျော်ဦးကိုယ်တိုင်ကအနီဒါမှ NLD အမာခံအနီစစ်ကြီးအဲ့ဒါတဝဲသားတိုင်းသိတယ်အဲ့ဒါကိုခစ်တစ်တို့ဘာလို့ကတော့ခစ်တစ်တို့ဘာလို့နဲ့ဟိုကပြည်ပြည်အုပ်စုတွေနဲ့ဟိုဘက်ကဒီလက်နက်ကိုင် PDF တွေကတော့ဘာလဲဆိုတော့ခရိုနီတို့စစ်တပ်ထောက်တိုင်းတို့ရှောက်ပြောတာပေါ့တကယ်တော့ဟိုအနီစစ်စစ်ကြီးအဲ့တော့ဘာဖြစ်လို့အနီစစ်စစ်ကြီးကိုအဲ့ဒီ PDF တွေလာပြစ်တတ်ဖို့ကြိုးစားလှုပ်ကြံဖို့ကြိုးစားလဲလို့မေးရင်ရှင်းရှင်းပြောရရင်တော့ဟိုလူကသူတို့နဲ့ဆက်ဆိုင်ဖြတ်တော့လိုက်လို့ရှိမှာပေါ့ဆက်ဆိုင်ဖြတ်တော့တွေကစိတ်ကောက်ပြီးတော့ဆက်ဆိုင်ဆက်ဖြတ်တော့တွေကစိတ်ကောက်ပြီးတော့ရီးသားတွေစိတ်ကောက်ပြီးတော့လာပြီးတော့ဟိုလှုပ်တယ်လို့မျိုးဓာတ်နဲ့ထိုးတယ်လို့မျိုးပေါ့ဗျာဟိုသူ့ကိုဆက်ဆိုင်ဖြတ်တော့တော့ကောင်းဓာတ်နဲ့ပြေးထိုးရီးသားလို့မျိုးပေါ့အဲ့လိုမျိုးပါပဲပွင့်လည်းပြောရတော့အဲ့တော့ဦးကျော်ကတော့ကံကောင်းစွာဖြင့်အသက်မတည်ဘူးဒါပေမဲ့သူ့ရဲ့ဟိုကတော့သူ့ပြစ်သက်ခံလိုက်ရတဲ့သူသိသွားတာကတော့ဘာလဲလို့မေးရင်သူထောက်ခံခဲ့တဲ့သူလက်ခံအားပေးခဲ့ဘူးတော့ PDF တွေကသူ့ကိုပြန်တတ်တယ်ဆိုတော့သူကိုယ်တိုင်မြင်သွားပါပြီဦးကျော်ကမြင်သွားပြီပေါ့သူကိုယ်တိုင်သိသွားပြီအဲ့တော့သူ့သမီးတွေက PDF တွေကိုဆက်ပြီး supporting ပေးဦးမှာလားဆိုတော့မေးကုန်သူ့သားသမီးတွေက supporting ပေးဦးမလားဆိုတော့သူ့ပြန်မေးဖို့လိုလာပြီအဲ့တော့တကယ်တမ်းကျတော့ပြစ်ခတ်ခံရတာအမှန်လုံးချန်ခံရတာအမှန်ဒါပေမဲ့မသေးဘူးမသေးဆုံးဘူးဆေးကုရဲကောင်းသွားအသက်အန္တရာယ်ကင်းသွားပြီပြီးရင်တော့ဒါအချိန်တစ်ခုရောက်ပြန်ထုတ်လိုက်မယ်အဲ့တော့လုတ်ကြံတက်ဖြတ်တဲ့စူးစမ်းတဲ့လူ2ယောက်ကိုလည်းအဲ့နေပြည်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုက်စုံစမ်းဖော်ထုတ်ပြီးလုပ်နေတယ်ဒါပေမဲ့တဝဲမျိုးရဲ့တချို့ CCTV မှတ်တမ်းခြေနေတွေကလည်းခြေနေမကောင်းမှတ်တမ်းမကောင်းခြေနေမကောင်း CCTV မှတ်တမ်းတွေကလည်းတချို့ဟာတွေက CCTV တွေကသုံးမရဘူးပေါ့ဗျာ CCTV တွေပြက်နေတာရှိတယ်သုံးမရရှိတယ်အဲ့တော့တချို့မှတ်တမ်းတွေသုံးမရတဲ့ခါဖော်ထုတ်ဖို့ကလည်းနည်းနည်းတော့ခက်တယ်ပေါ့ဗျာခက်တယ်အဲ့တော့ပြက်ခတ်လုတ်ကြံသွားသူတွေကိုဖော်ထုတ်ဖို့လည်းနည်းနည်းတော့ခက်မယ်အဲ့ဒါဥတီကျော်ဦးကိုယ်တိုင်ပါဝင်လာရင်တော့ပိုပြီးမြန်မယ်ပေါ့ပါရင်တော့လည်းဘယ်လိုနည်းလည်းမသိဘူးဆိုတော့ဒီကြားရဲမတိုင်မှာတော့ဥတီကျော်ဦးပဲအားလုံးသက်ဆိုင်ရာအာဏာပိုင်တွေကမေးရလိမ့်မယ်သူစီကိုချင်းချောက်စာတွေပို့တာရှိလားဘာလားညာလားပေါ့ဗျာဒါဆိုမေးရလိမ့်မယ်ပြီးတော့ဥတီကျော်ဦးကအခုနောက်ပိုင်းအရင်တော့ဟိုအစောပိုင်းကလာတော့သူကတက်နဲ့ခက်စိမ့်စိမ့်နေခဲ့ပြီမဲ့နောက်ဒေါ်ဆောင်ကြီးဆိုတဲ့တော့ဒေါ်ဆောင်ကြီးလာရင်ထိန်ဆုံးပြေးကြိုတဲ့ထက်မှာပါတယ်လို့သတင်းတွေကြားတယ်ထိန်ဆုံးပြေးကြိုတယ်လို့တဝဲမြို့ကန်တွေပြောပါတယ်အဲနောက်တစ်ခါအခုကြတော့ဒီစစ်တပ်လက်ထက်ရောက်တော့သူစစ်တပ်နဲ့အစားပိုင်းမပတ်သက်ဘူးနေနေနောက်ကြတော့အခုစစ်တပ်လက်ထက်ရောက်ကြားလဲလာအောင်နှစ်တည်ကြားရတော့သူလည်းသဘောပေါက်တယ်စီးပွားရေးသမားဆိုတော့အဲ့တော့ဘာလို့လဲဆိုအခုနောက်ပိုင်းဖွဲ့တဲ့အသင်းဖွဲ့တွေမှာဟိုပါတီပါလျှောက်ပါလာတယ်ပါလာပြီးတော့နောက်ဆုံးတော့စစ်တပ်နဲ့နီးနီးကစစ်ဆိုင်ကြီးတိဆောက်လာတယ်အဲ့ဒါကိုကြည့်ရတာ PDF ဖွဲ့တွေကမကြိုက်ဘူးမကြည်နဲ့ဘူးမကြည်ဘူးပေါ့ဗျာအဲ့တော့ချစ်သူတစ္ဆာဖောက်တာခံရတော့အခါဆိုပြီးတော့ဒိုင်းဆိုလာဖြစ်သွားတာပေါ့ဒါပေမဲ့လည်းကံကောင်းစွာဖြင့်မတည်ဘူးပေါ့ဗျာမတည်ဘူးအဲ့လိုဖြစ်သွားတာတွေ့ရတယ်ဒါလေးကတော့ဒါဥကြကျော်ဦးလုံးချံပြက်ခတ်ခံမှုဖြစ်စဉ်နဲ့နောက်ကမကွယ်လုံးဆုံးမခြင်းမရှိအသက်အန္တရာယ်ကင်းရှင်းသွားရှိတယ်ဆိုတာလေးကိုကျွန်တော် message ပေးတာပါအဲ့တော့သူအနေနဲ့တော့သူဘယ်လိုဆက်လုပ်မလဲဘယ်လိုဆက်လက်ရပ်တည်မလဲဆိုတာကိုကျွန်တော်ကြည့်ရပါဘောနော်ဒါကတော့တဝယ်ကိစ္စနောက်တစ်ခုကကျွန်တော်တို့တဝယ်ကိစ္စတွေပြောရင်းနဲ့ကျွန်တော်တို့ဘာဆက်ပြောရမလဲဆိုတော့ကျွန်တော်ဒီရဲဒါလုံခြုံရေးတပ်ဖွဲ့ဝင်ကိစ္စတွေပါလာပြီရဲတပ်ဖွဲ့ဝင်ကိစ္စတွေပါလာတော့ကျွန်တော်ကိုနေ့ကဥက္ကဋ္ဌပြောတဲ့စကားလေးကိုကျွန်တော်စိတ်ထဲမှာစိတ်ဝင်စားသွားတယ်ပေါ့နော်စိတ်ဝင်စားသွားတယ်ဘာလဲဆိုတော့ဥက္ကဋ္ဌကသူကရဲတပ်ဖွဲ့အင်အားနဲ့ပတ်သက်ပြီးဥက္ကဋ္ဌပြောသွားတာဥက္ကဋ္ဌပြောရဲတပ်ဖွဲ့အင်အားနဲ့ပတ်သက်လို့ရှိရင်မေးခွန်းထုတ်စရာလေးပေါ်နေတယ်တချို့တွေထောက်ပြစရာတွေဖြစ်လာတယ်ဥက္ကဋ္ဌရဲ့ဒီမဲဆွဲတာပေါ့နော်မဲဆွဲတဲ့အချိန်မှာသူပြောတဲ့မဲဆွဲစီယုံပွဲတဲ့အချိန်မှာဒီ TV ကနေလွှင့်တဲ့အချိန်မှာသူထုတ်ပြောတာရှိတယ်အဲ့ဒါဘာလဲဆိုတော့
နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေအရာတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ဟာပြည်သူ200ကိုထိန်းသိမ်းရပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြောက်ရဲတပ်ဖွဲ့တယောက်ဟာလူ9000လောက်ကိုထိန်းသိမ်းကာဝယ်ဆောက်ရှောက်နေရတယ်တဲ့အင်အားမလုံလောက်ဘူးတဲ့နီးပညာတက်ဆင်တဲ့ရဲတပ်ဖွဲ့အင်အားတိုးချဲ့ရေးအတွက်ဆောင်ရွက်ပါမယ်လို့သူကပြောသွားတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်ကတော့ဥက္ကဋ္ဌရဲ့အဲ့စကားကိုသဘောကျတယ်တကယ်လဲရဲတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့လက်ခံထားတယ်ခုနလက်ခံထားတယ်တစ်ချိန်တော့ရဲတပ်ဖွဲ့ဝင်တွေဒီရဲတပ်ဖွဲ့ဝင်တွေကပြည်တွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုရဲတပ်ဖွဲ့ဝင်တွေတာဝန်ထမ်းဆောင်မယ်မြို့ပြလုံခြုံရေးဒေသလုံခြုံရေးပြည်တွင်းလုံခြုံရေးကိုရဲတပ်ဖွဲ့ဝင်တွေတာဝန်ထမ်းဆောင်ပြီးတော့တရားဥပဒေစိုးမိုးရေးကိုထမ်းဆောင်မယ်ဆိုရင်တပ်မတော်အနေနဲ့ကလည်းသူ့ရဲ့တာဝန်မူလတာဝန်တွေမှာကောင်းကောင်းမထမ်းဆောင်ပြီးတော့ပိုကောင်းတဲ့ standard army အဆင့်ကိုတပ်မတော်ကလည်းပိုတိဆောက်နိုင်မယ်ပြောရရင်တော့တပ်မတော်နဲ့ရဲတပ်ဖွဲ့ကညီကိုလိုမျိုး brotherly ဆက်ဆံရေးနဲ့တိဆောက်ထားရတာအဲ့ချိန်မှာတပ်မတော်ကနေပြီးတော့တချို့အငိမ့်စားယူရတပ်မတော်တွေကတော့တတန်းတစ်ခုပါဖြစ်တဲ့တက်ကအရာရှိတွေကိုရဲတပ်ဖွဲ့ကိုပို့ရတဲ့ကိစ္စမျိုးတွေဒါတွေကပို့နေပြောရင်တချို့ကိစ္စတွေကကျတော့ပို့ရတဲ့ကိစ္စတွေကတချို့တွေကမိုးကြရွှေကိုဘာညာပြောကြပြီမယ်ဒီတပ်ဖွဲ့မှာရဲတပ်ဖွဲ့မှာတက်လာတဲ့အင်အားကလည်းနဲတာရယ်ဒီဘက်ကတက်လာတဲ့ပြန်လာတဲ့ပေါင်းတာအဲ့လိုပေါင်းဆက်မှာပဲရှိတဲ့အင်အားရှိနေတာအဲ့လိုပို့ဘဲနဲ့ရဲတပ်ဖွဲ့ကြီးပဲထားမယ်ဆိုရင်လည်းရဲတပ်ဖွဲ့မှာရှိတဲ့အင်အားတကယ်နဲ့ကျတော့မလုံလောက်ဘူးဆိုတော့ဥက္ကဋ္ဌပြောတာလည်းမှန်မယ်အခုရှိတဲ့ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်ဘူးဆိုတော့လည်းမှန်မယ်နဲလဲနဲတယ်မှန်မယ်ဒါပေမဲ့ဥက္ကဋ္ဌကိန်းကနန်းကတော့နည်းနည်းလေးလွဲနေသလားလို့ကျွန်တော်စိတ်ထဲမှာတန်တရားရှိတယ်ဒါကျွန်တော်ကတန်တရားရှိသလိုကျွန်တော်လိုပဲတန်တရားရှိလို့ပေါ်လာတယ်အဲ့တော့ကျွန်တော်တန်တရားဘာရှိလဲဆိုတော့သူပြောတဲ့ဟာကနိုင်ငံစံချိန်စံညွှန်းမှာရဲတပ်ဖွဲ့တယောက်ဟာပြည်သူ200ကိုထိန်းသိမ်းရတယ်ဆိုတော့စံချိန်စံညွှန်းကမှန်ကောင်းမှန်လိမ့်မယ်မြန်မာနိုင်ငံမှာလက်ရှိရဲတပ်ဖွဲ့တယောက်ကလူ9000ထိန်းရတယ်ဆိုတော့ကိန်းကနန်းကတော့နည်းနည်းပြဿနာရှိနေပုံရတယ်ဆိုကြပါစို့ဒီကိန်းကနန်းအရာဆိုရင်ပေါ့ဗျာနော်ကဲဆိုရင်ရဲတပ်ဖွဲ့တယောက်ကလူ9000ရဲတပ်ဖွဲ့10ယောက်ဆိုလူ9000ရဲတပ်ဖွဲ့ရောက်100ဆိုလူ9သိန်းရဲတပ်ဖွဲ့ရောက်1000ဆိုလူ9တန်းရဲတပ်ဖွဲ့ရောက်1000ဆိုလူ9တန်း50အဲ့တော့သူပြောပုံရဆိုမြန်မာနိုင်ငံမှာရဲတပ်ဖွဲ့1000ကျော်ပဲရှိတယ်သဘောမျိုးတော့တက်ရောက်တယ်ဆိုတော့ကျွန်တော်သိတဲ့ကိန်းကနန်းကမြန်မာနိုင်ငံမှာရဲတပ်ဖွဲ့က9000 8000လောက်ရှိတယ်ရဲတပ်ဖွဲ့တနိုင်ငံလုံးပေါင်း8000လောက်ရှိတယ်9000ကျော်8000ရှိတယ်အဲ့တော့ဒါဆိုသူကိန်းကနန်းနည်းနည်းလေးတော့လွဲနေသလားပေါ့နော်ဥက္ကဋ္ဌကိန်းကနန်းနည်းနည်းလွဲနေသလားဒါမှမဟုတ်ဥက္ကဋ္ဌကိုယ်တိုင်လည်းရဲချုပ်ဖြစ်ခဲ့ဘူးတော့သူကိန်းကနန်းပဲတကယ်ရာနှုန်းပြမှန်တာလားဒါမှကျွန်တော်တို့သိထားတဲ့ကိန်းကနန်းပဲလွဲနေရလားတော့မသိဘူးဒါပေမဲ့စဉ်းစားကြရတော့ဖြစ်လာတယ်ရဲတပ်ဖွဲ့တယောက်ကလူ9000ဆိုလို့ပြီးတော့ဥက္ကဋ္ဌရအဲ့လိုပြောလိုက်တဲ့အတွက်တကယ်ပဲလူ9000ဆိုရင်တော့ခင်ဗျာရဲတပ်ဖွဲ့ဘယ်လိုလုပ်ဖြစ်နိုင်မလဲမဖြစ်နိုင်ဘူးပေါ့ဗျာတကယ်ပဲလူ9000လူရဲတပ်ဖွဲ့ရဲတပ်သားတယောက်ကိုလူ9000ထင်ရတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲပေါ့နော်ဖြစ်နိုင်ဘူးလူ200ကိုထည့်ရတယ်ဆိုတော့မတက်တာတဲ့အချိန်ကြီး9000ဆိုတော့ဖြစ်နိုင်ပါမလားဆိုတန်တဲ့ကျွန်တော်တို့မှာရှိတယ်အဲ့ဒါဆိုရင်တော့တကယ်လဲနဲနေတာတော့မှန်တယ်အဲ့ဒါဆိုတော့ရဲတပ်ဖွဲ့ဝင်အင်အားတိုးချက်ဖို့လိုတယ်တရားဝင်စိုးမိုးရေးကိုကာဝယ်ဆောက်ရှောက်ဖို့တဲ့ပြည်သူတွေကိုယ်တိုင်ရဲတပ်ဖွဲ့ဝင်တွေဝင်သွားဖို့လိုတယ်ခုနအရသားတွေကတချို့ရဲတပ်ဖွဲ့တွေဝင်သွားဖို့လိုတယ်ရှင်းပြရင်လမ်းလို့ပြောရရင်ဗျာကို့မှာအလုပ်ကိုင်မရှိဘူးဆိုရဲတပ်ဖွဲ့တွေဝင်ပြီးရဲတပ်ဖွဲ့ရဲတပ်သားလုပ်ပြီးတော့တရားဝင်စိုးမိုးရေးကိုထိန်းချုပ်ဖို့လိုတယ်အများပြည်သူကာဝယ်ဆောက်ရှောက်ဖို့ရဲတပ်ဖွဲ့တွေလုပ်ဖို့လိုတယ်အဲ့တော့ကိန်းကနန်းရတော့တယောက်1:5000ဆိုတာကတော့နည်းနည်းတော့စဉ်းစားစရာဖြစ်နေတယ်အဲ့တော့ဘာပြောပြည်ခိုင်ပါတီဥက္ကဋ္ဌကြီးဥက္ကဋ္ဌကြီးအနေနဲ့လေကိုကိန်းကနန်းကိုပြန်ပြီးတော့ဆန်းစစ်ကြည့်တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါမှမဟုတ်လောပြီးတော့များ1:500နဲ့များ5000နဲ့များမှားပြောသလား900နဲ့9000နဲ့များမှားပြောသလားတော့မသိဘူးပေါ့နော်ဒါကကျွန်တော်တို့စဉ်းစားရတဲ့စဉ်းစားချက်ပါဘာလို့မဖြစ်နိုင်ဘူးလို့ယူဆတဲ့ကိန်းကနန်းဖြစ်နေလို့သူပြောဝင်ရရဲ1000ကျော်ပဲရှိလို့သိရခံမှန်းလို့ရတယ်ကိုက1000ကျော်မကဘူး9000ကျော်8000လောက်ရှိလို့ကျွန်တော်သိရတယ်ဆိုတော့ရဲချုပ်လည်းဖြစ်ခဲ့ဘူးသူလက်ရှိပြည်ခိုင်ဥက္ကဋ္ဌလည်းဖြစ်သူလာဘကဝန်ကြီးလုပ်ခဲ့ဘူးသူဥက္ကဋ္ဌကြီးအနေနဲ့နော်ဥက္ကဋ္ဌဥက္ကဋ္ဌကြီးနဲ့ကိုပြောလိုက်တဲ့ကိန်းကနန်းကမှားနေလားလွဲနေလားတခုခုများလွဲသွားသလားနားလည်းမလွဲသွားလားပြန်ဆန်းစစ်ကြည့်ဖို့လိုတာပေါ့ဘာလို့လဲဆိုတော့အဲ့လိုဆန်းစစ်လိုက်မှသာလေပါတီဥက္ကဋ္ဌရဲ့ဂုဏ်သိက္ခာပူပြီးတော့ကြီးမြင့်လာမှာပဲမဟုတ်ရင်ပါတီဥက္ကဋ္ဌဂုဏ်သိက္ခာညှိုးနှံတာပေါ့ဗျာဘယ်ကောင်းမလဲဒါကြီးအဲ့တော့ဘာပြောပြန်ပြင်သင့်တယ်လို့ပြင်သင့်မလားမှားလားမှန်လားပြန်စစ်သင့်တယ်လို့ကျွန်တော်ပြောချင်တယ်စစ်ကြည့်သင့်တယ်ပေါ့နော်တိုက်ကြည့်သင့်တယ်နောက်မှဆိုရင်လွဲနေမှာဆိုလို့ဘာလို့ကျွန်တော်ကဒီလိုပြောလဲဆိုတော့သူတို့ရဲ့ပြိုင်ပွဲပါတီတစ်ခုဖြစ်တဲ့ဒေါက်တာကျော်ဆွေကနော်တာဆာညလို့ပြောဒေါက်တာကျော်ဆွေကဘာပြောလဲဆိုတော့ရဲတပ်ဖွဲ့ဝင်တယောက်ပေါ်ပြည်သူ9000ဆိုတဲ့ကိန်းကနန်းကတဲ့ကိန်းကနန်းလေးတော့မှန်စီခြင်းတယ်ပေါ့ဗျာနော်အင်အားတိုးချဲ့မယ်ဆိုတဲ့ကိစ္စကိုသူကလက်ခံတဲ့သဘောမျိုးပြောတယ်ဒါပေမဲ့ဒီရဲတပ်ဖွဲ့တယောက်လူ9000ဆိုတဲ့ကိန်းကနန်းမဖြစ်နိုင်ဘူးထင်တယ်ဆိုတော့သူကထောက်ပြပြီးတော့ဒီကမ္ဘာကိန်းကနန်းအရာပြည်ထောင်စုဝန်ကြီးဌာန data စင်းစရာအရာ2025ခုနှစ်ရဲအင်အားစင်းအရာတဲ့83,000နဲ့86ရောက်ရှိလို့ပြောတယ်တဲ့ဖွဲ့စည်းပုံအင်အားဖြည့်ရမှာ3,900ဖြည့်ရမယ်ဆိုတော့ထောက်ဝက်ပေါ့ဗျာထောက်ဝက်လူနေတယ်ထောက်ဝက်ကြံနေသေးတယ်ပေါ့အဲ့တော့လက်ရှိအချိန်မှာရဲနယ်ပြည်သူအချိုးအား1:650လို့ခေါ်တယ်1:650ပေါ့1:650ရှိနေတယ်အချက်လက်ရအောင်နော်ဆိုတော့လက်ရှိရှိနေတဲ့အချိုးစား1:650ပါတဲ့သူကပြောတဲ့ဟာ1:9000ဆိုတာကကိန်းကနန်း9ဆလောက်ကွာခြားနေပါတယ်ဆိုပြီးဒေါက်တာကျော်ဆွေကပြန်ထောက်ပြထားတယ်သူကတော့ကိန်းကနန်းထောက်ပြဒေတာထောက်ပြတာပေါ့ဗျာကျွန်တော်ကတော့ခုနမဖြစ်နိုင်တဲ့ရှုထောင့်စဉ်းစားလိုက်တဲ့အခါကျွန်တော်စဉ်းစားချက်နဲ့သူ့ဟာနဲ့သွားတူတဲ့အခါသူ့ဒေတာကိုကျွန်တော်အသုံးချပြီးတော့ပြောပြတာပါသူ့ဒေတာဒါဆိုရင်ဥကျော်ဆွေဒေတာပဲမှန်နေသလား
ဥက္ကဋ္ဌရဲ့ data မှန်သလားဆိုတာကတော့ဒါသူတို့ချင်းချင်းပဲရှင်းကြပါဘူးဗျာကျွန်တော်တို့မသိဘူးတီးလည်းမသိချင်တော့ဘူးတီးလည်းမသိရတော့ဆက်လည်းမမေးရတော့အဲ့တော့ဒါပေမဲ့မူအားဖြင့်တော့နှစ်ယောက်စလုံးတူနေရတော့ရဲတပ်ဖွဲ့အင်အားတိုးချဲ့ဖို့လိုအပ်တယ်ဆိုတော့အမှန်တရားပဲဘာလို့အခုရဲတပ်ဖွဲ့အင်အားဖွဲ့စည်းဖို့မပြည့်ဘူးဘာလို့မပြည့်လဲတနိုင်ငံလုံးကရဲတပ်ဖွဲ့အင်အား8300ကျော်ပဲရှိတယ်တကယ်ဖွဲ့ဖို့လိုအပ်တာဖွဲ့စည်းပုံက39000ကျော်လိုတယ်အဲ့တော့ခောက်ချိုးလူနေသေးတယ်အနည်းဆုံးနောက်ထပ်8000ကျော်9000လောက်ရဲတပ်ဖွဲ့တွေကိုဝင်လာကြဖို့လိုတယ်အဲ့လိုဝင်လာမှပဲအချိုးအစားကဘာဖြစ်သွားမလဲဆိုတော့တနိုင်ငံလုံးရဲ့အချိုးအစားကခုနပြောတဲ့တစ်အချိုး200 250ဆိုတာဖြစ်မယ်နောက်မဆိုရင်တော့မဖြစ်ဘူးပေါ့ဗျာနော်ဆိုတော့ဘာပြောဒီအချက်လက်တွေကိုကြည့်ပြီးတော့ပြည်သူလူထုအနေနဲ့ကဥက္ကဋ္ဌပြောတာမှားတယ်ဖြစ်စီမှန်တယ်ဖြစ်စီဥကျော်စီထောက်ပြတာမှားတယ်ဖြစ်စီမှန်တယ်ဖြစ်စီပြည်သူလူထုကတော့ data တစ်ခုကိုသိသွားတယ်သိသွားပြီးတော့ပြည်သူလူထုကစဉ်းစားမယ်ဩငါတို့လူ9000ပေါင်းရဲတယောက်ဥက္ကဋ္ဌကြီးကပြောတယ်ရဲတယောက်ကငါတို့လူ9000ထိန်းတယ်လို့ဥက္ကဋ္ဌကြီးကပြောတယ်ဒါဥကျော်ဆိုရပြောတာကြတော့ရဲတယောက်ကလူ650ထိန်းတယ်ပြောတယ်အဲ့လိုပြောတယ်အဲ့တော့ဘယ်သူကပုံမှန်နေလဲမသိဘူးဆိုတော့သူ့ကိုစဉ်းစားကြတယ်လူကစဉ်းစားလို့ရတယ်တိုးတော့နှစ်ယောက်စလုံးရဲ့ပြောကြချက်အရချုပ်ပြောမယ်ဆိုရင်နှစ်ယောက်စလုံးတစ်ခုတူတာကရဲတပ်ဖွဲ့အင်အားတိုးဖို့လိုတယ်လို့သူတို့ကထောက်ပြကြတယ်ကျွန်တော်လည်းအဲ့ဒီတိုင်းအမြင်ရှိပါတယ်အဲ့တော့ရတက်ဖို့ဝင်အင်အားကြီးတိုးချဲ့ဖို့လိုပါတယ်ရတက်ဖို့ဝင်တိုးချဲ့လိုက်မှပဲတချို့ပြည်တွင်းမှာရှိတယ်တရားဥပဒေစိုးမိုးရေးခင်ဗျားတို့ကျွန်တော်တို့အိမ်ဒီမှာအေးဝအောင်ခေါင်းပြောင်းအောင်အေးရတဲ့ကိစ္စတွေကရတက်ဖို့ဝင်အင်အားတိုးချဲ့ဖို့လိုတာပါနော်အဲ့ဒါလေးကိုသိဖို့လိုအဲ့တော့ရတက်ဖို့ဝင်အင်အားတိုးချဲ့တယ်လို့ပြောရင်တစ်ဖက်မှာလည်းရတက်ဖို့ဝင်ရဲ့ facility လည်းတိုးချဲ့ဖို့လိုပါတယ်ရတက်ဖို့ဝင်ရဲ့စခန်းတွေရဲ့စုပ်ပြတ်တက်နေလို့မရပါဘူးရတက်ဖို့ဝင်ရဲ့စခန်းတွေစုပ်ပြတ်တက်လို့မရဆိုရတက်ဖို့ဝင်ရဲ့facility နဲ့ infra တွေကဖြည့်ဖို့လည်းလိုပါတယ်ရတဲ့ဖွဲ့ဝင်တွေရဲ့ဘဝလုံခြုံမှုလည်းကောင်းဖို့လိုပါတယ်ရှေ့ကတပုံလူစိုးဖမ်းတဲ့ရေကနောက်မှာမိသားစုကဘိုင်ဟောင်းလုံးနဲ့တကွီကွီမီတွေဆိုရင်လည်းဘလို့မှအဆင်မပြေပါဘူးအဲ့တော့ရှင်းပြတော့ဖွဲ့စည်းပုံအရာတိုးချဲ့ရမယ်တစ်ချိန်တည်းမှာပဲရတဲ့ဖွဲ့ဝင်တွေရဲ့ infra ကိုဖြည့်ပေးရမယ်သူများနိုင်ငံတွေမှာရှိတဲ့ရတဲ့ဖွဲ့ဝင်တွေဘလို့နေလဲဆိုတာကိုကြည့်ပြီးတော့ကိုယ့်နိုင်ငံရတဲ့ဖွဲ့ဝင်တွေကိုလည်းပို့ပြီးတော့ကောင်းတဲ့ smart ဖြစ်တဲ့ရတဲ့ဖွဲ့ကိုပြောင်းပြီး smart police ဖြစ်အောင်တွားဖို့လိုပြီလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါကတော့ကြုံကြိုက်လို့ထည့်ပြောတာပါเนาะဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဘာကြံသေးလဲဆိုတော့ဒီစစ်အုပ်ချုပ်ရေးအမိန့်ကိစ္စဒီနေ့ NASA ကအစိုးရကထုတ်ပြန်ထားပါတယ်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတယ်ဒီနေ့စစ်အုပ်ချုပ်ရေးအမိန့်တိုးတယ်လို့ NASA ကတော့ထုတ်ပြန်ပါတယ်ဒါတော့ကောင်းသောကိစ္စလားမကောင်းသောကိစ္စလားလို့မေးရင်တော့ပွင့်နေပြောရင်တော့စစ်အုပ်ချုပ်ရေးတိုးတာကိုဘယ်သူကကြိုက်မှာလဲဒါပေမဲ့ခြေနေရတော့လုပ်ကိုလုပ်ရမယ်နေထားတော့ရှိတယ်ဘာလို့ဆိုတော့စစ်အုပ်ချုပ်ရေးကိုမတိုးရင်တပုံတွေကတပုံထတယ်ထကြွတောင်းညမ်းတယ်အဲ့တော့စစ်အုပ်ချုပ်ရေးတိုးမှရအောင်ပဲတချို့မြို့နယ်တွေကတပုံတွေလက်အောင်မှာပဲရှိသေးတယ်အကြမ်းဖက်သမားတွေလက်အောင်မှာပဲရှိနေသေးတယ်အဲ့လိုရှိနေသေးတဲ့အတွက်စစ်အုပ်ချုပ်ရေးတိုးရမယ်မတိုးသေးချင်ဘူးဆိုရွေးကောက်ပွဲနဲ့အတူတည်ငြိမ်ရေးချိုင်းနဲ့ရွေးကောက်ပွဲကိုတိုက်တွန်းဒါပဲရှိတယ်အခုစစ်အုပ်ချုပ်ရေးတိုးကြအောင်ဆိုတာကိုတည်တဲ့အစိုးရကကြီးညာတယ်နော်တတ်တိုးတယ်အဲ့တော့ဘလို့ကြီးညာလဲဆိုတော့သူ့ကြီးညာချက်ထဲမှာပါတာကိုဖတ်ပြပါမယ်ဘလို့ကြီးညာလဲဆိုတော့နော်ကျွန်တော်ဒီမှာဖတ်ပြမယ်အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီထုတ်ပြန်ချက်အဲ့ထုတ်ပြန်ချက်မတိုင်မီအစောမှာပထမဘာထုတ်ပြန်လဲဆိုတော့မြို့သားကာကွယ်လုံခြုံရေးကောင်စီရဲ့အရေးပေါ်အခြေအနေကြီးညာခြင်းဆိုကြပြောတယ်မြို့သားကာကွယ်လုံခြုံရေးကောင်စီကနော်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်1 2025ကိုတဲ့နော်ပြီးခဲ့တဲ့ဝါတော့2025ဇူလိုင်31မှာကြီးညာခဲ့မှုတွေဖြစ်တယ်နော်အဲ့တော့ကြီးညာပြီးတော့နောက်မှာပေါ့နော်ဇူလိုင်31မှာကြီးညာတယ်အဲ့ဒီအမိန့်ဖော်ပြတဲ့အတိုင်းတိုင်းဒေသကြီးနဲ့ပြည်နယ်မှာရှိတဲ့မြို့နယ်တွေကိုအရေးပေါ်အခြေအနေကြီးညာခဲ့တယ်အဲ့ဒီအမိန့်ဟာနောက်ထပ်ရက်ပေါင်း90 3လအထိအဆက်အထိဖြစ်တယ်ပြောချင်တာတော့ပြီးခဲ့တဲ့1/2025ဇူလိုင်31ကကြီးညာတဲ့ဟာကိုပါတဲ့အဲ့မှာမြို့နယ်တွေအကုန်လုံးစစ်အုပ်ချုပ်ရေးအမိန့်ဖြစ်နေဆက်လက်တန်းတိုးတယ်နောက်ထပ်3လအထိရက်ပေါင်း90တန်းတိုးတယ်ကြီးညာတယ်အဲ့ဒီနောက်မှာဗာထက်ကြီးညာလဲဆိုတော့တမ်မတော်ကာဝေးချုပ်ရုံးကလည်းထပ်ကြီးညာတယ်အလားတူပဲအဲ့ဒါဗာလဲဆိုတော့တမ်မတော်ရုံးကထုတ်ပြန်ထားတဲ့2025ဇူလိုင်30မှာထုတ်ပြန်တဲ့စစ်အုပ်ချုပ်ရေးအမိန့်အမှတ်1/2025နဲ့စစ်အုပ်ချုပ်ရေးအမိန့်အမှတ်2/2025တို့ကဆက်လက်အတည်ဖြစ်တယ်ထပ်ကြီးညာတယ်နောက်တစ်ခါထပ်ပြီးတော့မြို့သားကာကွယ်လုံခြုံရေးကောင်စီရဲ့စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်းဆိုထပ်ထုတ်တယ်အဲ့ဒါဗာလဲဆိုတော့မြို့သားလုံခြုံရေးကောင်စီကတဲ့မြို့သားကာကွယ်လုံခြုံရေးကောင်စီကဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို3/2025နဲ့ရေးပေါ်ခြင်းကိုဆက်လက်တည်ရှိကြောင်းကြီးညာထားတဲ့တိုင်းဒေသကြီးပြည်နယ်များမှမြို့များမှပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေဥပဒေပုံမှန်413ပုံမှန်ခွဲခအရစစ်အုပ်ချုပ်ရေးကိုဆက်လက်ထုတ်ပြန်ပြီးတော့လုပ်ပိုင်ခွင့်တာဝန်များကိုတမတော်ကာကွယ်ရေးချုပ်ကဆက်လက်အနှင်းနဲ့တမတော်ကာကွယ်ရေးချုပ်ကရင်းလုပ်ပိုင်ခွင့်နဲ့တာဝန်များကိုမိမိကိုယ်တိုင်ကျင့်သုံးခြင်းဖြစ်စေတင့်လျော်တဲ့စစ်ဘက်အာဏာကိုကျင့်သုံးခြင်းဖြစ်စေပြုနိုင်ကျင့်သုံးနိုင်တယ်ဆိုတော့ပြောတယ်အဲ့တော့ပြောချင်တာကစစ်အုပ်ချုပ်ရေးကျင့်တာကိုဆက်တန်းတိုးတယ်3လတန်းတိုးတယ်ဒါကိုပြောတာအဲ့တော့စစ်အုပ်ချုပ်ရေးကျင့်ခံထားတဲ့မြို့နယ်တွေကပြည်ပြီပေါ့ဗျာဘယ်မြို့တွေပါမလဲရှမ်းမြောက်ကမြို့တွေပါတယ်ဒီဘက်ကရခိုင်ပြည်နယ်တွေကမြို့တွေပါတယ်ချင်းကမြို့တွေပါတယ်စသဖြင့်ပေါ့ဗျာအဲ့လိုမြို့တွေအများကြီးပဲပါသွားအဲ့မြို့တွေကိုတော့စစ်အုပ်ချုပ်ရေးဆိုတဲ့အတွက်စစ်ရေးနဲ့ဖြည့်ရှင်းတာတွေလုပ်ပါပဲစစ်အုပ်ချုပ်ရေးဆိုရင်နော်အရသာအုပ်ချုပ်ရေးဆိုရင်တော့အရသာနည်းနဲ့ဖြည့်ရှင်းမယ်စစ်အုပ်ချုပ်ရေးဆိုရင်တော့စစ်သားနည်းနဲ့ဖြည့်ရှင်းမယ်အဲ့ဒါပဲရှိအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲစစ်သားအုပ်ချုပ်ရေးအောက်ကစစ်အုပ်ချုပ်ရေးတွေရဲ့စစ်သားနည်းနဲ့ဖြည့်ရှင်းတာကိုကြိုက်သလားလို့ခင်ဗျားတို့ကျွန်တော်မေးပါခင်ဗျားတို့ပြည်သူလူထုတွေနဲ့စစ်သားကစစ်အုပ်ချုပ်ရေးနည်းနဲ့စစ်သားဖြည့်ရှင်းတာကိုကြိုက်သလားအရသာအုပ်ချုပ်ရေးနည်းနဲ့အရသာဖြည့်ရှင်းတာကိုကြိုက်သလားခင်ဗျားတို့ကြိုက်တာတခုရွေးနော်အဲ့တော့အေးချမ်းမောင်မင်းတို့မေးရမယ်
စေုပ်ချူရွေးချက်ခွင့်နှစ်ခုပေးမယ်စေုပ်ချူကြိုက်သလားအရာသားချူကြိုက်သလားအဲ့လိုမေးရမှာဖြစ်နေပြီအဲ့တော့ခင်ဗျားတို့နေကြိုက်တာယူနော်စေုပ်ချူကိုတော့ခင်ဗျားတို့မကြိုက်ဘူးဆိုရင်တော့အရာသားချူစီကိုရအောင်ပြောအောင်မယ်ဘာနဲ့ပြောင်းမလဲရွေးကောက်ပွဲနဲ့ပြောင်းမယ်ရွေးကောက်ပွဲအားပေးမလားအားမပေးဘူးလားမဲပေးမလားမပေးဘူးလားအဲ့ဒါခင်ဗျားတို့ဆန္ဒပဲမဲမပေးတာလဲခင်ဗျားတို့ဆန္ဒပေးတာလဲခင်ဗျားတို့ဆန္ဒအဲ့တော့မပေးရင်ဘာဖြစ်တယ်ပေးရင်ဘာဖြစ်လဲခင်ဗျားတို့သိတယ်အဲ့တော့မပေးရင်ဘာဖြစ်လဲမပေးလို့ဘယ်သူမှမပေးရင်စေုပ်ချူဆက်ဖြစ်မယ်ပေးရင်တော့အရာသားချူဖြစ်မယ်ကျွန်တော်တို့ရှင်းရှင်းလေးပြောရင်တော့မဲပေးရွေးချယ်ခြင်းနဲ့ပဲရသားဥဆိုပြီးပေါ်အသွင်ပြောင်းတာကိုကျွန်တော်လက်ခံထောက်ခံကြိုးဆိုတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့အဲ့ဒီလမ်းကြောင်းကိုခင်ဗျားတို့လည်းသွားကြဖို့ပဲကျွန်တော်ထပ်ခါတိုက်တွန်းပါတယ်နော်ဒါကကြုံကြိုက်လို့ပြောတာအဲ့တော့စေအုပ်ချုပ်ရေးကြီးညာခံထားတဲ့မြို့နယ်တွေကဘာပါလဲဆိုတော့ဟိုလည်းပါတယ်ပေါ့ဗျာအခုမိုးကုတ်ဆိုအခုဘာလဲဘာဖြစ်လဲအခုမိုးကုတ်ဆိုရင်ဘာဆက်ဖြစ်ပြီလဲဆိုတော့ TNL လေးသူစုပ်ပါမယ်လို့ပြောပြီးမိုးကုတ်ကနော် TNL သူစုပ်ပါမယ်လို့ TNL လေးကပြောပြီးမဲ့ပြောပြီးမဲ့ဟိုကောင်တွေကကြတော့အခုမန္တလေး PDF တို့ PDF အုပ်စုတွေကအခုမိုးကုတ်မြို့ထဲမှာသူတို့နေရာဝင်ယူပါမယ်သူတို့ကာကွယ်မယ်မိုးကုတ်မြို့သူတို့ထိန်းချောင်းမယ်သူတို့ကာကွယ်မယ်ဆိုပြီးတော့ထကြီးညာလာတယ်အဲ့တော့ကြီးညာတဲ့အပြင်ဘာဆက်လုပ်လဲဆိုတော့ PDF တွေကိုမိုးကုတ်မြို့ကာကွယ်ဖို့အတွက် PDF လူငယ်အသစ်တွေကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ PDF အသစ်တွေကိုထခေါ်ပြီးလူသစ်ခေါ်နေပြီဆိုတော့လူသစ်ခေါ်ခြင်းအကြောင်းရဘာလဲဆိုတော့လူဟောင်းတွေမရှိတော့လို့ရှင်းလေးလူသစ်ခေါ်ရဲဆိုတာလူဟောင်းတွေမရှိတော့လို့ပြီးတော့အင်အားတွေပြုံးတီးနေလို့အင်အားတွေမရှိတော့လို့လူသစ်ခေါ်တာအင်အားရှိနေလူသစ်မခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့အင်အားရှိမှတော့ဘာကိစ္စလူသစ်ခေါ်မလို့လူတယောက်ခေါ်လို့တိုးလာတဲ့တယောက်ကျွေးမွေးစရိတ်ကုန်ကြစရိတ်တွေလက်နက်တပ်ဆင်တဲ့စရိတ်ဝက်စားစရိတ်ဆေးဝါးစရိတ်ဘာစရိတ်ညာစရိတ်ကတအားထောင်းတာအဲ့တော့အဲ့လိုထောင်းနေတဲ့ကြားတွေကလူသစ်ခေါ်မလားခင်ဗျားတို့ပြန်စဉ်းစားတော့လူသစ်ခေါ်မလားခေါ်ပါချင်းအကြောင်းရင်းကဟိုဘာလဲဆိုလူမရှိတော့လို့ခေါ်တာအဲ့တော့ TNL တွေကလည်းသူစုပ်မယ်လို့ပြောပြီးသွားပြီအဲ့တော့တေချာကစုပ်မယ်လို့ပြောပြီးသွားပြီဖြစ်တဲ့အတွက်သူစုပ်ရလိမ့်မယ်သူမဆုတ်ရင်စစ်တပ်ကကြည်နေမှာအဲ့ဒါပေမဲ့ပြဿနာကအခုလောဘာဖြစ်နေလဲဆိုတော့ဒီမန္တလေး PDF နဲ့ TNL ကြားထဲမှာကအခုပုတ်တိုက်မှုစမယ်ဘာလို့စလဲဆိုတော့ပုတ်တိုက်မှုဆိုတာဟန်ဆောင်ပုတ်တိုက်သလားတကယ်ပုတ်တက်လိုက်ကျွန်တော်တို့မသိဘူးဒါပေမဲ့ပုတ်တိုက်မှုတော့စမယ်ဘာလို့ဆိုတော့ TNL ကသူဆုတ်မယ်လို့ပြောချင်မှာမန္တလေး PDF ကသူဝင်မယ်လို့ပြောမယ်အဲ့ကြရင် TNL ကငါကဆုတ်မယ်လို့ပြောပြီးသားမင်းဝင်ရင်ငါတို့ဂရိပြတ်မယ်ဂရိပြတ်ရင်ငါတို့ဘုံကျဲခံရမယ်အဲ့တော့ငါတို့နောက်ဆုတ်တယ်မင်းတို့မဝင်နဲ့လို့ TNL ကတားကိုတားလိမ့်မယ်တရားမတားဘဲနဲ့ TNL ကနောက်ကိုသူကဆုတ်သွားတယ်အကောင်တွေကရှေ့တိုးလာတယ်ဆိုရင်အဲ့ဒါဆိုရင် TNL လည်းဒါမယူသားကြတယ်အဲ့တော့ခုချိန်ထိဒီနေ့ထိတော့တက်မလို့ဟာသူသဘောတူထားတဲ့29ရက်နေ့မနက်00နာရီကနေစပြီးတော့00.00နာရီကနေစပြီးတော့တက်မလို့ဟာမိုးကုတ်မိုးမိတ်ကိုလေနဲ့တစ်ချက်တော့မပြန်ဖြတ်မပြန်ဘာလို့လဲဆိုတော့သူ့ဂရိကိုသူတီးတယ်ဒါပေမဲ့ဆုတ်ပေးပါပဲမလို့ပြောတဲ့ TNL ကမဆုတ်ဖဲနဲ့မန္တလေး PDF လက်ထဲကိုတနတ်တွေထည့်ခဲ့တာဒီယူနီဖောင်းပြောင်းဝတ်ပြီးတော့လူတွေချပေးခဲ့ထည့်ပေးခဲ့တာမျိုးတွေလုပ်မယ်ဆိုရင်တော့တက်ကမတိပဲမနေဘူးကောင်းငင်တွေကြည့်နေတယ်ဒရုန်းနဲ့ကောင်းကြည့်နေတယ်ကင်းထောက်ဒရုန်းနဲ့အဲ့တော့ TNL တွေကဘယ်လိုလုပ်မလဲစောင့်ကြည့်ရတကယ်ဆုတ်မှာလားမိုးကုတ်မှာရှိတဲ့ TNL အင်အားတကယ်ဆုတ်မှာလားမဆုတ်ဖဲနဲ့အဲ့လိုလုပ်ခဲ့ရင်တော့မိုးကုတ်မျိုးဘုံကျဲလိမ့်မယ်ဒါရှင်းလေးပဲအဲ့တော့အခုမန္တလေး PDF တွေကတော့လူခေါ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဘုံမကျဲသေးတာအကြောင်းရှိလူခေါ်တယ်မန္တလေး PDF သူတို့ဝင်ပြီလို့ပြောတယ်သူတို့ဝင်နေရယူနီဗာစီလို့ပြောတယ်โอเคအချိန်တိုင်းတက်က TNL တွေမရှိတော့ဘူးသေချာပြီဆိုရင်တော့မင်းတို့မရှိတော့သေချာသွားပြီလားဆိုငါတို့ကျဲပြီကျဲမှာဟိုကကျဲမှာအဲ့ကြရင်တော့ဘယ်နေ့ကျဲမယ်ဘယ်ချိန်ကျဲမယ်မပြောတော့ကျဲလိမ့်မယ်အဲ့ကြရင်တော့ဂျာညက်သေးမှာကမန္တလေး PDF နဲ့ PDF တွေသေချာအောင်မယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာမန္တလေး PDF နဲ့ PDF ဖွဲ့ကိုပြောချင်တာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့မန္တလေး PDF အဲ့ PDF ထဲမှာနေကြတဲ့ညီငယ်ညီမငယ်မျိုးလေးပဲမေးချင်တာမင်းတို့ရဲ့ခေါင်းဆောင်တွေမင်းတို့ပြန်မေးရမယ်ငါတို့အဲ့မိုးကုတ်ကနေခံတိုက်မယ်ဆိုပါစို့ခံတိုက်လို့မိုးကုတ်မျိုးငါတို့ခံတိုက်နိုင်မယ်ဘယ်လောက်ခံနိုင်မှာတစ်လလားတစ်နှစ်လားငါတို့ဘယ်လောက်တောက်ခံနိုင်မှာငါတို့အသက်တွေဘယ်လောက်ပေးရမှာမိုးကုတ်မျိုးငါတို့ကာကွယ်နိုင်မှာလဲအဲ့မျိုးကိုမေးရမယ်ပြီးဟုတ်ပြီမိုးကုတ်မျိုးကရတဲ့အကျိုးစီးပွားတွေရောငါတို့ဘယ်လောက်ခံစားရမှာလဲမေးရမယ်ပြီးမိုးကုတ်မျိုးမှာငါတို့ခံတိုက်တာတော့မှန်တယ်ငါတို့ရဲ့လက်နက်တွေခရမ်းတွေကဘယ်ရမှာလဲစားနေကဘယ်ရမှာလဲအဲ့ဒီမေးခွန်းတွေကိုရှင်းအောင်မေးရမယ်တမတော်လင်းပြန်လာတဲ့ခါငါတို့ကအဲ့လင်းကိုငေါ့ပြီးသေးနေငေါ့ပန်းရမှာလားဒါမှမဟုတ်တနက်ထောင်ပြရမှာလားဘာလို့ရမှာလဲရှင်းအောင်မေးရမယ်မဟုတ်ဘဲနဲ့ဟာမင်းတို့ချဆိုပြီးတော့ဘာဖြစ်လဲဆိုတေသာဆန်းတို့ဟိုကောင်တွေစိုးသူရဇော်တို့ကချပျောက်ပေးပြီးတော့သူတို့ကရွှေနောက်ကကြောက်တွေတူးနေမယ်ဆိုရင်တေမားပြီးတဲ့တေမယ်ဟိုကောင်တွေချမ်းသာတာစိုးသူရဇော်တို့ဟိုကောင်ပြလဲဟောတေသာဆန်းတို့ကချမ်းသာမယ်အဲ့ဒါစဉ်းစားဖို့လိုတယ်နော်အဲ့တော့တက်ကလေနဲ့လာတဲ့ခါကြလို့ရှိရင် PDF တွေကသေချအောင်မယ်ဂျားညက်အောင်မယ်သေချအောင်မယ်တက်ကိုဘလို့ရှင်တိုက်မလဲတက်ကိုရှင်တိုက်ဖို့အတွက်တလရှင်တိုက်မယ်တလရှင်တိုက်ဖို့အတွက်လုံလောက်တဲ့လက်နက်ခရမ်းရှိပြီလားကြည်စံလောက်သလားလက်နက်ရှိသလားဘန်ကာတွေကောင်းရှိသလားကောင်းရှိသလားပြီးတော့ supply chain စားတဲ့နေကနဲ့လက်နက် supply chain ရှိသလားအဲ့ဒါတွေသေချာပြန်စဉ်းစားဖို့လိုတယ်စစ်တပ်ကိုရှင်တိုက်မယ်လို့စဉ်းစားတိုင်းမှာတိုက်ချင်တိုက်လို့ရတယ်ဒါပေမဲ့စဉ်းစားတိုင်းမှာငါတို့မှာရှင်တိုက်ဖို့အတွက်လုံလောက်တဲ့လက်နက်ခရမ်းနဲ့စားနေကရှိရလားဆိုတဲ့မေးခွန်းကိုဟာကိုပြန်မေးရမယ်မရှိဘဲနဲ့တိုက်ခိုင်းနေအဲ့ဒါမင်းတို့သေခိုင်းနေတာမင်းတို့ကသေဟိုကောင်တွေကကြောက်တူးပြီးတော့ချမ်းသာဒါပဲဖြစ်မှာအဲ့တော့ PDF ညီငယ်ညီမတွေစဉ်းစားဖို့လိုတယ်
ဒါရှင်းရှင်းလေးပဲအဲ့ဒါကိုမှစွတ်ပြီးတော့သွေးကြွနေသေးတယ်ချခြင်းဦးမယ်ဆိုရင်ချပေါ့ကျွန်တော်တို့ကဘာမှမပြောလို့မလုတ်ကြဘူးပဲတိုက်တွန်းတယ်ဖြစ်နိုင်ရင်တက်မတော်နဲ့ညှိနှိုင်းပြီးတော့ဟိုမိသားစုဆန်ပြန်လာခဲ့အဲ့ဒါအကောင်းဆုံးကျွန်တော်တိုက်တွန်းနေတာအခုအဲ့လိုမပဲနဲ့မရဘူးချမယ်ကွာဆိုလဲကျွန်တော်မတားပါဘူးချပါကို့ဒေါသနဲ့ကိုပါမတားဘူးအဲ့တော့တက်ကလေနဲ့ဘုံကျဲတော့မှကျဲပါပြီလို့မပြောပါနဲ့ကျဲပါလိမ့်မယ်အခုကဘာလို့လဲဆိုတော့ TNL နဲ့သဘောတူထားတဲ့ဟာကိုမချိုးဖောက်ခြင်းတဲ့အတွက်စောင့်ကြည့်နေတာတက်ကပြီးရင်တုတ်လိမ့်မယ်ပြီးရင်တုတ်လိမ့်မယ် TNL ကပြန်သွားမယ် TNL ကဂရိတီတီဖြစ်စေမတီတီဖြစ်စေမိုးကုတ်မြို့မှာ PDF တွေနဲ့ဟိုဟာတဲ့ဒီ PDF တွေကြံနေတာသိရင်တက်ကဝင်စီးတဲ့အခါသူကရတော့လုံးတော့ရတော့သူချမှာပဲအဲ့ဒါအဖြေထွက်လာမယ်အဲ့တော့အဖြေထွက်အဲ့တော့ TNL ကဘာဆက်လုပ်မလဲမသိဘူးအဲ့တော့ပြီးတော့တက်မတော်နေနဲ့ကလည်း TNL ကိုရှင်းခိုင်းရမှာမင်းကထွက်သွားပြီငါတို့ထုတ်မယ်လို့မင်းကမင်းတို့ဆုတ်မယ်လို့ပြောရင်မင်းကဆုတ်မယ်လို့ပြောရင်ဟိုမှာမင်းခြံခဲ့တဲ့ကောင်တွေမင်းရှင်းမရှင်းပေးမယ်ဆုတ်တယ်ဆိုငါတို့မယုံဘူးရှင်းအဲ့ဒါရှင်းမှငါတို့မင်းဆုတ်တော့ယုံမယ်ဆိုတော့ပြက်ပြက်သားပြောဖို့လို့တယ်တက်မတော်ကလည်းအဲ့ဒါမှလည်း TNL သူရှင်းပေးရမယ်တချို့ကပြောတယ် TNL နဲ့မန္တလေး PDF ကျမှပုတ်တိုက်မှုတွေဖြစ်နေပြီမန္တလေး PDF ထိပ်ပိုင်းကောင်းဆောင်တွေကို TNL ကဖမ်းပြီးဘာဖြစ်ညာဖြစ်ပြီးတော့အဲ့ဒါတွေကဝါရဖြန့်ယုံတက်ပဲဖြစ်နိုင်ပြီးတော့တကယ်လက်တွေ့မှာဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဒီချိန်မှာဘာလို့ဆိုတော့တချို့ကိစ္စတွေကသူတို့ချင်းချင်းကငါတို့မတည့်တော့ပါဘူးလို့ပြောနေမယ်နောက်မှခွက်ချင်းတိုက်ရိုက်နေတာခွက်ချင်းတိုက်ပြီးတောက်ချင်တောက်နေတာအဲ့တော့ခွင်ရိုက်နေတာဒါကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေပြောလို့မရဘူးပြီးတော့ဒီအပိုင်းမှာ TNL ကသူတို့ဆုတ်ပါမယ်လို့ပြောပြီးသူတို့ရတဲ့ကြောက်တွေကိုလို့တခြားလမ်းကြောင်းတွေရအောင်ကားတွေနဲ့တည်ပြီးသွားပြီသူတို့မိုးကုတ်ပခောက်ခွဲမှာတူးခဲ့တဲ့ကြောက်တွေရတဲ့ကြောက်တွေကိုလို့ဝါနဲ့ပေါင်းပြီးတော့အကုန်တည်ပြီးသွားပြီတရုတ်တွေနဲ့ပေါင်းပြီးတည်ပြီးထုတ်ပြီးသွားပြီကြောက်တွေကုန်သွားပြီတည်သွားပြီသူတို့တူးထားသမျှတွေကုန်လို့တည်သွားပြီးသွားပြီဒါပေမဲ့အပေါ်ရန်ရသွားပြီအပေါ်ရန်ပေါ့နော် primary ရသွားတာ secondary မရဘူး primary ကိုရသွားတာ primary ကြောက်တွေရသွားတာအများကြီးပဲအဲ့ကြောက်တွေကိုတည်ထုတ်ပြီးသွားပြီလို့ကျွန်တော်အကြမ်းမြင်သိရတယ်တည်ထုတ်ပြီးသွားပြီလို့ကိုသိရတယ်ဆိုတော့ဘယ်လိုဆက်လုပ်မလဲတော့ကျွန်တော်တို့မသိဘူး TNL ကိုပေါ့တက်ကပြန်ပြီးတော့ရှင်းရှင်းလင်းလင်းခိုင်းဖို့လိုတယ်အဲ့ဒါမှကကြိုးကြောင်လို့ရတက်ရဲ့လေနေရအလကားမထားပါဘူးလို့တယ်ဒါပဲကျွန်တော်ပွင့်တယ်ဒီလိုပဲပြောချင်တယ်အဲ့တော့ဒီ PDF တွေအနေနဲ့လည်းတိုက်မယ်ခိုက်မယ်စောမယ်လှော်မယ်ဆိုတော့စိတ်ဆန္ဒရှိတာကောင်းပါတယ်ချပါဒါပေမဲ့တေးချစဉ်းစားပါငါတို့စက်တိုင်သေးမှငါတို့ပဲဘသူချမ်းသာလဲဘယ်ကောင်ချမ်းသာလဲစဉ်းစားပါဒါပဲတေးရ PDF လူငယ်တွေပဲတေးကြမှာအဲ့ဒါကိုကျွန်တော်တို့စိတ်ပူတယ်ဒါတော့ပုံမှန်လင်းတဲ့ပဲပြောတာပါเนาะအဲ့တော့ဒါ TNL ကိစ္စနောက်တစ်ခုကကျွန်တော်တို့ TNL ကိစ္စပြီးသွားရင်တော့နောက်တစ်ခုကကျွန်တော်တို့ဒီအမှုပညာရှင်တွေကိစ္စကျွန်တော်ဆက်ပြောမယ်အမှုပညာရှင်တွေကိစ္စဆိုအခြားမဟုတ်ပါဘူးအခုကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့ပြောပါတယ်ဟိုနေ့လည်းကျွန်တော်တို့ပြောပါတယ်ပြောရတဲ့ထဲမှာလည်းပါပါတယ်အဲ့ဒါဘာလဲဆိုတော့ဒရိုက်တာအောင်ချမ်းသူလားအောင်ချမ်းလူလားအောင်ချမ်းလူထင်တယ်နော်အောင်ချမ်းလူနဲ့အခုသဘူထွန်းသက်လူလို့သွားပြီအခုညှိပြီအောင်ချမ်းလူနဲ့သဘူထွန်းသက်လူလို့သွားပြီညှိပြီဘာလို့ညှိလဲလို့မေးရင်အခုဒီနေ့ဆိုထုတ်ပြန်လာပြီကျွန်တော်မနေ့ကတော့သိတယ်ဒါပေမဲ့ကျွန်တော်မပြောသေးတာအခုတော့ကျွန်တော်ဒီနေ့ထုတ်ပြောရတယ်ဘာလို့ပြောရဆိုတော့တကယ်လဲဖမ်းပလိုက်မှုလို့နော်ဒရိုက်တာအောင်ချမ်းလူနဲ့သဘူထွန်းသက်လူကိုဖမ်းလိုက်ပြီဆိုတဲ့အကြောင်းအစိုးရထုတ်ပြန်တယ်ထုတ်ပြန်ကိုထုတ်ပြန်တယ်ဘာလဲဆိုတော့ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးတဲ့မြပြရှင်တို့ကိုတည်တဲ့ဦးရအရေးယူပါတယ်လို့ပြောတယ်အဲ့ဒါဘာလဲဆိုတော့ဒရိုက်တာဘယ်သူများလဲဆိုတော့ဒရိုက်တာအောင်ချမ်းလူနဲ့ဒရိုက်တာဇဘူထွန်းသက်လွင်ပေါ့နော်ကဲအဲ့နှစ်ယောက်တည်းအဲ့နှစ်ယောက်ကဘာလုပ်ခဲ့တာလဲဆိုတော့အားလုံးသိတဲ့အတိုင်းခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲအသိပြဇလန်းအဲ့ဇလန်းမှာပါဝင်တရုပ်ဆောင်တဲ့အမှုပညာရှင်တွေကိုပြည်ပရောက်ပြည်ပြည့်အမှုပညာရှင်တွေကလှောင်ပြောင်တယော်တဲ့ဟာကိုသူတို့ကတွားပြီးတော့အားပေးအားမြောက်ပြတာအဲ့တော့တွားရောအဲ့တော့ဟိုရက်ကလည်းဒါဟန်ညူဘာကိုတင်နေပြီလေဒီကောင်တွေလောက်ထားရဲဆိုတော့တင်နေပြီအဲ့တော့အကုန်လုံးပါမှာကျွန်တော်အမြင်နဲ့ပြောပါမယ်လို့ပြောတာမလောက်ကြောက်ပြောတာအဲ့တော့ကျွန်တော်တို့လူပညာရှင်တအုပ်စုလုံးနဲ့ပြည်တွင်းမှာနေတဲ့လူတွေအကုန်လုံးကျွန်တော်ဒီနေရာမှာဟိုဆလိုဂန်လေးတစ်ခုပြောမယ်ပေါ့နော်ဟိုဆလိုဂန်တစ်ခုပြောပါမယ်ဘာလဲဆိုတော့ဒီလားကလစ်တစ်ချက်အင်းစိန်အတွက်ကလစ်တစ်ချက်အင်းစိန်အတွက်အဲ့လိုဖြစ်သွားလိမ့်မယ်နော်ကိုယ့်ရဲ့ကလစ်တစ်ချက်ကအင်းစိန်အတွက်ဖြစ်သွားလိမ့်မယ်နော်ကလစ်တစ်ချက်ကနော်ကလစ်တစ်ချက်ကတမိုင်းတွင်သွားတာမဟုတ်ဘူးနော်အင်းစိန်မှာတွင်သွားလိမ့်မယ်နော်ကလစ်တစ်ချက်အင်းစိန်အတွက်ဖြစ်ကုန်မယ်ကလစ်တစ်ချက်တမိုင်းအတွက်မဟုတ်ဘူးနော်ကလစ်အတွက်ကတမိုင်းအတွက်မဟုတ်ဘူးအင်းစိန်အတွက်ပါဖြစ်သွားလိမ့်မယ်အဲ့တော့ခင်ဗျားတို့ရဲ့ကလစ်တစ်ချက်ကအင်းစိန်အတွက်ဖြစ်သွားလိမ့်မယ်မမေ့နဲ့နော်ကိုကလစ်တစ်ချက်နဲ့အတိုင်းမှာငါအင်းစိန်နီးနေပြီငါတမိုင်းသားအင်းစိန်နီးတမိုင်းဝင်မတော့မသိငါအင်းစိန်နီးနေပြီဆိုတော့မေ့ဖို့လို့တယ်ပြည်တွင်းမှာနေအကုန်လုံးကျွန်တော်တို့ခင်ဗျားအကုန်လုံးပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်ဖြစ်စီအကြမ်းဖက်သမားတွေနဲ့ပတ်သက်လာရင်ဖြစ်စီကိုယ့်ရဲ့ကလစ်တစ်ချက်ဟာတမိုင်းဝင်တော့မသိဘူးမယ်အင်းစိန်တော့တရားပေါက်ဝင်ရမှာဖြစ်နိုင်တယ်ဒီကာလမှာအဲ့တော့ကိုကလစ်တစ်ချက်ကတမိုင်းမဝင်လားမသိကြရင်မဲ့အင်းစိန်ဝင်ဖြစ်လို့တယ်ကလစ်တစ်ချက်အင်းစိန်အတွက်ကလစ်တစ်ချက်အင်းစိန်အတွက်ဆိုတဲ့အတွေးလေးခေါင်းထဲမှာထည့်လိုက်ပါငါကလစ်နှိမ့်လိုက်တာနဲ့ငါအင်းစိန်ရောက်မှလားတမိုင်းရောက်မှလားကိုယ့်ကိုသိဖို့လိုတယ်တချို့ကတော့တမိုင်းငါတမိုင်းအတွက်လို့ပြောရမယ်တမိုင်းမဟုတ်ဘူးအင်းစိန်ကလည်းနီးလေးအဲ့တော့ကိုကလစ်တစ်ချက်နှိမ့်တာကိုသိထားဖို့လိုတယ်အခုဇဘူထွန်းသက်လွင်တို့ဒရိုက်တာအောင်ချမ်းလူတို့ကအဲ့ကလစ်တစ်ချက်တဲပဲသွားတာပဲနေတိုင်သွားတာအခုသူတို့စိတ်ထဲမှာအတွင်းစိတ်ထဲမှာရှိနေလို့သွားနှိမ့်တာအားပေးတာဗျာအဲ့တော့အတွင်းစိတ်ထဲကတဒံကအပြင်ကိုပေါ်လာတဲ့အခါမှာထောင်နဲ့တန်းသွားတာပဲအင်းစိန်ကိုတန်သွားတာနော်အဲ့တော့တမိုင်းဝင်လို့အင်းစိန်မှာပြန်ထွက်လို့မရတော့ဖြစ်ကုန်တာဒါပါပဲအဲ့တော့ထုတ်ပြန်ချက်ကိုကျွန်တော်ပြီးဖတ်ပြမယ်အကြမ်းမြင်
ထုတ်ပြန်ချက်အရဆိုရင်တော့ဒါစစ်စစ်ဖော်ထုတ်ချက်ရပေါ့ဗျာသူတို့ကဖွဲ့စည်းပုံချဲဥပဒေနဲ့အညီတပ်မတော်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ်မှာထောက်ခံမှုမရှိဘူးတဲ့ဒါအပြင်မကြမီကျင်းပမယ်ပါတီစုံရွေးကောက်ပွဲအောင်မြင်ရေးအတွက်ကိုလည်းသူတို့တက်ကြွတဲ့အမှုပညာခန္ဓာတွေပူးပေါင်းပါဝင်ခြင်းမရှိဘူးတဲ့ဒါအပြင်နဲ့ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်တရထားပါဝင်ဆောင်နေတဲ့အမှုပညာရှင်တွေနဲ့အမှုပညာရှင်တွေကိုတဲ့ပြည်ပရောက်ချမ်းဖက်ဖွဲ့စည်းတွေကဝေဖန်လောင်ပြောင်မှုတွေအပေါ်မှာသူတို့ကထောက်ခံအားပေးခဲ့ကြတယ်တဲ့ဒါကြောင့်မို့လို့သူတို့ကိုနော်စပူထွန်းသက်လွင်နဲ့အောင်ချမ်းလူတို့နှစ်ဦးကိုပါတီစုံအထွေထွေရွေးကောက်ပွဲများအပေါ်နှောက်ယှက်ဟန်တာခြင်းတားဆီးဖြစ်စေခြင်းကာကွယ်ဥပဒေအရာပြည်မှုဆိုင်ဥပဒေများနဲ့တည်ရောက်စွာရေးယူသွားမှာဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်တယ်အဲနာဆာကရဲ့ဒီနေ့30ရက်နေ့မှာထုတ်ပြန်တယ်တကယ်တော့ပွင့်လည်းပြောရင်သူတို့ကိုအရေးမယူခင်ကတည်းကခေါ်ယူပြီးတော့သေချာမင်းမြန်ဆွေးနွေးတယ်ခင်ဗျားတို့ဒါတွေလုပ်ခဲ့ပြီးပြီဆိုတော့မျိုးတွေတကယ်တော့ပွင့်လည်းပြောရင်အဲ့ဒီမှာရှေ့မှာ Driver Mighty ကျော်ဝင်းထော့အုံတိုင်းတော့ရောက်ပြီးတဲ့နောက်နေ့မှာတဲ့ဒီနေရာလဲပါသွားပြီးတော့သေချာခေါ်ညှိနှိုင်းတယ်သက်ဆိုင်ရာအာဏာပိုင်တွေညှိနှိုင်းတယ်သေချာလေးဆွေးနွေးတယ်မင်းမြန်တယ်ဖမ်းတာမလုပ်သေးဘူးသူတို့မဖမ်းချင်တဲ့အတွက်ခေါ်ပြီးတော့အကိုတို့ညီတို့ဒီလိုတော့တွေ့တယ်ခင်ဗျားတို့ဒါဘယ်လိုလုပ်မလဲခင်ဗျားတို့ဒါတော့မကောင်းဘူးဒါမသင့်တော်ဘူးအဲ့တော့ဒါကိုခြေဖြစ်တဲ့နေတစ်ခုလုပ်ပေးမလားလုပ်ပေးပါခင်ဗျားတို့ကူညီရဆိုမလုပ်ဘူးဆိုတဲ့ဟာမျိုးနဲ့ကလန်ကစားနေကြီးပဲလုပ်ကြတာအဲ့တော့ဘာဖြစ်ကုန်လဲဆိုတော့ထောင်ထဲရောက်ကုန်ပေါ့ရှင်းနေရပဲရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်ရင်တော့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စီတဲ့ဥပဒေနဲ့ပတ်သက်ရင်တော့ခင်ဗျာအခြားမှုတွေသာနှစ်နဲ့ပေါက်သွားပြီအဲ့ဒီမှုချက်ချင်းချတာအဲ့တော့ခင်ဗျားတို့ကလေးတစ်ချက်ကကြောက်စရာကောင်းနေဆိုတော့ပြောချင်တာနော်ကလေးလေးတစ်ချက်ဟိုသွားရင် Facebook မှာလက်ညှိုးလေးတစ်ချောင်းပို့လိုက်တာခင်ဗျားတို့လက်ညှိုးလေးတစ်ချောင်းကနော်ခင်ဗျားတို့လက်ညှိုးလေးတစ်ချောင်းကလက်သားတဲ့စွမ်းတယ်လက်ညှိုးလေးတစ်ချောင်းကခင်ဗျားတို့လက်ညှိုးလေးတစ်ချောင်းကဘာဖြစ်လဲအင်းစိန်အတွက်ဖြစ်သွားမယ်လက်ညှိုးလေးဒီလိုလုပ်တာလေးအင်းစိန်အတွက်ဖြစ်သွားမယ်အခုဖြစ်သွားတယ်အဲ့ဒါပဲအဲ့တော့ဒီလိုမျိုးဖြစ်ရခြင်းအကြောင်းရဲ့နောက်ွယ်မှာဘာဖြစ်လဲဆိုတော့ဒီပြည်တွင်းမှာနေထိုင်ပြီးတော့ပြည်တွင်းမှာရွေးကောက်ပွဲကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတော်ကနေပြီးတော့လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်ကောက်ကွက်ဖို့ကြိုးစားလို့ပြီးတော့ရွေးကောက်ပွဲကိုကူညီပေးတဲ့သူတွေကိုပါနှောက်ယှက်ဟန်တာဖို့ကြိုးစားတာရွေးကောက်ပွဲဟောနှောက်ယှက်တာအတူတူပဲအဲ့တော့အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ဒီနေ့တခါလဲကြော်ညာပေးရစီမနေ့ကကျွန်တော်တို့ The Statement Journal မနေ့ကစနေနေ့မှာ Statement Journal မှာဘာတွေပါလာမလဲဆိုတော့ရှာဖတ်ကြည့်ပါမနေ့ကမှာ cover story မှာအဲ့ဒီအမှုပညာတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရ information အကုန်လုံးကျွန်တော်အပေါင်းထည့်ထားတယ်ဘယ်သူတွေပါတယ်လဲဆိုတာအစဘယ်သူတွေဘာဆက်ဖြစ်နိုင်လဲဆိုတာအထိအကုန်လုံးသုံးသပ်ထားတယ်အဲ့မှာအကုန်ပါတယ်ဘယ်သူတွေဘယ်တော့မှဘာလုပ်ခဲ့တယ်ဆိုတာကျွန်တော်တို့ရေးထားတယ်အဲ့တော့မနေ့ပြန် The Statement Journal ကျွန်တော်တို့လမ်းထဲမှာရက်ွက်တွေမှာလမ်းထိပ်ထွက်လိုက်လို့ journal ရောင်းဆိုင်လို့ The Statement Journal တွေ့ရတော့ဝက်ဖတ်ကြည့်လိုက် cover story မှာဘာရေးထားလဲဖတ်ကြည့်လိုက်ဖတ်ပြီး cover story ကြည့်ပြီးအထက်ဝင်ဖတ်ကြည့်ပြီးဇောင်ဝယ်သားအိမ်မှာအေးဆေးပြန်သွားဖတ်ကြည့်လိုက်အဲ့ပြန်ခင်ဗျားတို့ဘာဆက်လုပ်ရမလဲဆိုတာသိသွားလိမ့်မယ်ဘယ်လိုနေထိုင်ရမလဲဆိုတာသိသွားလိမ့်မယ်နော်အဲ့ဒါကျွန်တော်တို့ The Statement Journal မှာ The Statement Journal မှာအခု The Statement ရဲ့ cover story ဖြစ်နေကျွန်တော်တို့ရေးသားသုံးသပ်ထားတယ်ရှိတယ်အဲ့ဒါနောက်ဆုံး information အကုန်ပါတယ်အဲ့မှာနော်အော်တိုဘာ31ညနေစောင်းထိနောက်ဆုံးဒီတာအကုန်ပါတယ်ဘာလို့ပါလဲဆိုတော့အဲ့ဒီမှာဘယ်သူတွေပါမလဲဘယ်လိုဖြစ်မလဲဆိုတော့အကုန်ပါတယ်အဲ့တော့အခုဒီ3ယောက်အပြင်9ယောက်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်အုံတိုင်းပဲစိတ်မကောင်းတာအုံတိုင်းကတော့ဘူးမသိကိုမသိနဲ့ရမ်းလောက်တာပြောရတော့တွက်လက်နဲ့သူနဲ့ကွဲကြတဲ့အကြောင်းရဲ့စတာဇလန်းပဲတကယ်တော့ဒါပြောရတော့အုံတိုင်းဘူးမသိကိုစွတ်လို့တယ်လို့ပြောရင်မှန်ပါတယ်မသိမနာမလဲဘူးဒီကောတွက်လက်နဲ့သူနဲ့တွဲတယ်တွဲနေနေအဆင်ပြေပြီးတော့ YouTube တွေဘာတွေမှာအောင်မြင်နေတဲ့အချိန်မှာပဲတွက်လက်ကဘတ်ဆိုပြီးတော့ဟိုအုံတိုင်းကိုပလစ်ပြီးတော့ဟိုမှာခံလိုက်ဥခံလိုက်နဲ့တော့ပေါင်းတယ်တော့ပေါင်းရတဲ့ခါကျတော့အုံနိုင်နည်းနည်းကြေကွဲတာပေါ့ကြေကွဲပြီးကြံခဲ့တဲ့အချိန်မှာအုံနိုင်တို့ဘာတို့ကအဲ့လိုကြေကွဲနေတဲ့အချိန်မှာတခါပြီးတော့တွက်လက်တို့ဘာတို့ကလည်းဟိုရင်တော့အခုတော့မဟုတ်ဘူးတွက်လက်ကပုံအုံနိုင်ရမှာကိုဒိန်းတောင်တို့ရဲ့လူရှင်တော်အသင်းမှာဟာတာအသင်းမှာသူကတာဝန်ယူထားတယ်တာပြီးတော့အဲ့ဒါကိုကြည့်ပြီးတော့တခါလေအုံနိုင်တို့တွက်လက်တို့ကြားမှာလည်းနည်းနည်းလေးတော့ရှိမှာပေါ့ဗျာဟိုဘောမတွေဘာမှညာမတွေရောက်ပြောမှာပေါ့အဲ့လိုပြောတော့အုံနိုင်ရင်ထဲမှာမကောင်းဖြစ်နေတာအဲ့ဒီအချိန်မှာကိုတွက်လက်ကအဲ့ဘက်ဟိုဘက်ကသွားရလိုက်တော့အဲ့ဒါကိုအုံနိုင်ကိုတွက်လက်ကိုပဲတားရထားပြီးပြောရင်းနဲ့သူကဒီရွက်ကောက်ပဲသွားညှိတာတကယ်တော့ပွင့်လည်းပြောရင်တော့အုံနိုင်ရဲ့စိတ်ထဲမှာအဲ့လောက်မဟုတ်ဘူးနိုင်ငံတော်ရေးတပ်မတော်တွေဟိုသူစုံပုံကန်စော်ကားကျင်တာရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ကျင်တာတွေသူမှစိတ်မရှိဘူးပုံနိုင်ကျွန်တော်သိသလားကြံတဲ့လူတွေတော့ကျွန်တော်မသိဘူးဒီကောင်စိတ်ကတော့ကျွန်တော်ကောင်းသိတယ်ကောင်းသိတဲ့အတွက်ဒီကောင်လေးကအဲ့လိုပဲဒါပေမဲ့လည်းမတတ်တာဘူးလေဥပဒေကဥပဒေပဲဆိုတော့လေဘာမှမပြောလို့ပါဘူးသို့တော့ तू ကဂျာညက်တာကြံတဲ့လူတွေကတော့စိတ်ထဲမှာအတွင်းစိတ်ထဲမှာရှိနေတာ Driver Mighty ဆိုအတွင်းစိတ်ထဲမှာရှိနေတာတွင်းထဲကကိုဒီစစ်တပ်ကိုအသွေးရသားတဲ့အောင်သူမုန်းနေတာစစ်တပ်ကလှုပ်တဲ့ဟာမှန်သမျှဘာလှုပ်လို့သူအသွေးသားတဲ့မုန်းတာ Driver Mighty တို့အုပ်စုကသဘူထွန်းသက်လွယ်လဲအလားတူပဲအောင်ချမ်းလူလဲအလားတူပဲကျွန်တော်လေးစိတ်ထဲမှာအသွေးရသားတဲ့စစ်တပ်လှုပ်တဲ့ဟာမှမုန်းနေတဲ့စိတ်ရှိတယ်မတတ်တာလို့သူကငြိမ်ခံနေရပြီအသွေးရသားတွေကမုန်းတာအဲ့ဒီလူအဲ့စိတ်ရှိတယ်ဒါကြောင့်မို့လို့သူတို့ရခံစားချက်တွေပေါက်ကွဲပြီးတော့မှတက်လာပြီးတော့ရှောက်ကြီးတာရှောက်လို့တော့အခုညိဖမ်းရေးဆိုတော့အခုကြော်မကောင်းကြားမကောင်းတွေဖြစ်ကုန်ရောဒါပဲအဲ့တော့အခုလဲကျန်တဲ့လူပြရှင်တွေလည်းဒီတိုင်းပဲအခုဒီရဲ့ဘိုင်းမှာဆိုရင်ဒီပြန်ကြားရေးကညွန့်ချုပ်ဦးဝေးကျွေကမှာ तू ဘာတာဝန်လဲနိုင်ငံတော်ကပေးတဲ့တာဝန်ရ तू ကဘာလုပ်လဲဘာထားဆောင်လဲဆိုတော့အမှုပညာရှင်တွေအုပ်စုတွေအကုန်လုံးကို तू ကချိတ်ဆက်ရတယ်ချိတ်ဆက်သူ့တာဝန်ကို तू ကအမှုပညာရှင်ဆိုတဲ့နေရာမှာ तू တရုတ်ဆောင်တွေပေါ့အဓိကတရုတ်ဆောင်တွေ तू ချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့ तू ဘာလုပ်ရလဲဆိုတော့ချိတ်ဆက်ပြီးတော့သူတို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကျင်းပမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကူညီပေးဖို့အမှုပညာရှင်တွေကို तू ကခေါ်ယူပြီးတော့မင်းဆွေးနွေးရတယ်ခေါ်ယူဆွေးနွေးရတဲ့အလုပ်ကို तू လုပ်ရတယ်သူ့တာဝန် तू လုပ်ရ तू ကနိုင်ငံဝန်ထမ်း तू လုပ်ရတယ်
နိုင်ငံဝန်ထမ်းဖြစ်တဲ့နိုင်ငံတော်ပေးတဲ့တာဝန်သူထမ်းဆောင်နေတော့လောက်ရတယ်လောက်တဲ့အခါကျတော့အဲ့ဒီဦးချိုင်းကျွဲကဦးကျွဲကနေပြီ तू ကလောက်တာကခေါ်ပြီးလူရရှင်ခေါ်ပြောတာ ACC ပဲကျွန်တော်သိသလားခေါ်ပြောတာ ACC ပဲအထက်မှာ AC ပြောတာ तू ပြောတာရှင်းရှင်းလေးကျွန်တော်တို့ကဒီနိုင်ငံတော်ကိုဒီထက်မှချို့နိုင်ငံတော်ကိုအမှုပညာစွမ်းနဲ့ကူညီကြမယ်လို့ပြောပါတယ်အဲ့တော့နိုင်ငံတော်ကူညီမယ်ဆိုလဲနိုင်ငံတော်ကူညီပေးကြပါတိချက်ကမြတ်တော်ရခဲ့တာနောက်တစ်ခုကမကူညီခြင်းဘူးဆိုလဲ okay ကူညီနေတဲ့သူတွေအနောက်ချက်မလုပ်ကြပါနဲ့ပြီးရင်ကိုယ့်ကိုအစကတည်းက AAC လေးနေပေးကြပါဘာဖြစ်လို့ဆိုတော့ဒီခုကရွက်ကောက်ပွဲကနေတဲ့ချိန်မှာနိုင်ငံတော်ကအကူအညီခင်ဗျားတို့ကအကူအညီလိုနေတယ်အကူအညီပေးဖို့မြစ်တာရခံတယ်ဆိုတာမျိုးဝေးကျော်တို့ကပြောတာအဲ့ဒီအချိန်မှာတချို့သောအဲ့ဒီလာတက်တဲ့တချို့အစည်းအဝေးတဲကပါတဲ့လူတချို့ကပြည်ပြင်းမီဒီယာတွေကိုသူကသတင်းပေးပလိုက်တယ်အဲ့ဒီကြောင့်သူကတူသိနဲ့တူတိတ်ကောင်းမွန်နဲ့ခေါ်ပြီးတော့လူကြီးလူအောင်ဆန်ဆန်တေးချာလေးဆွေးနွေးနေတဲ့အချိန်မှာကောင်းကောင်းမွန်တေးချာလေးပြောနေတဲ့အချိန်မှာတချို့တွေကကြတော့အငုံစိတ်တွေနဲ့အချောက်တွေတချို့အချောက်တွေပေါ့အချောက်စိတ်ပါတယ်ရှိတယ်ကောင်းတယ်ရှိတယ်အဲ့ဒီကောင်တွေကပို့ပလိုက်တာပို့လိုက်တော့နိုင်ငံပြည်ပြင်းအုပ်စုတွေကအဲ့ဒါကိုကင်ပြီးတော့အဲ့ဒီသတင်းကိုကင်ပြီးတော့ဖွာတာအကြီးကြီးဖြစ်ကုန်တော့ပြည်တွင်းမှာလက်ရှိနေတဲ့အမှုပညာရှင်ကောင်ကအကုန်ကြောက်ကုန်ရောအကုန်လန့်ကုန်ရောအဲ့တော့ဗာလဲဆိုတော့တချို့သောအမှုပညာလောကတွေက6တွေကသိကြောက်ဖို့ကောင်းတယ်ရှေ့ရတာလူကယောက်ျားလိုမိန်းမလိုကြောင်တောင်ကြားရတယ်ဆိုမယ်နောက်ွယ်ကြရင်အဲ့ကောင်တွေမကြောက်ဖို့ကောင်းတယ်အဲ့တော့ဒီပွဲမှာအဲ့ဒီအ6တွေလည်းသုံးရမယ်အမှုပညာတဲ့အ6တွေကိုလည်းသုံးရမယ်6တွေသုံးပြရမှာအဲ့ဒီကောင်တွေအကုန်ခေါ်ထည့်ပြရမှာအ6တွေကတူလာလို့လည်းမကြောက်6ကိုင်သုံးပြရမှာသုံးပြရမှာဒီကောင်တွေဘာလို့ဆိုဒီကောင်တွေမရဘူးအဲ့ကောင်တွေလှုပ်လိုက်တာနဲ့ဟိုမှာနေတယ်ဘာလို့ဆိုဦးဟေးကျွယ်ကိုဟိုကပြည်ပြင်းမီဒီယာတွေက focus ထားပြီးဦးဟေးကျွယ်ကို 1T ရောတီးတော့ဦးဟေးကျွယ်ကို 1T တော့ဘာဖြစ်လဲဆိုတော့သူ့အတွက်ကနိုင်ငံဝန်ထမ်းတယောက်အနေနဲ့အနေကျုံတယ်သူတွေနေကြမှာဆိုအမှုပညာရှင်အကုန်အနေကျုံတယ်ဘာလို့ဆိုလောက်ကျန်တက်ဖြတ်ရေးသမားတို့ဘာကောင်ညာကောင်လို့ဆိုတာကလည်းအဲ့ဒါမျိုးတွေကြည့်ပြီးတော့အဲ့အချက်တွေကင်ထားပြီးတော့ तू ကဘာကြောင့်မလို့ပြစ်တာတော့ပြီးလှုပ်ချောက်လို့တော့တကုံရှုပ်ကုန်ရဇလန်အဲ့တော့ပြည်တွင်းမှာနေအမှုပညာရှင်တွေအကုန်လုံးစိုးရိမ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာတစ်ခုပြန်ပြောလို့ရတာပြည်တွင်းမှာနေတဲ့အမှုပညာရှင်တွေအကုန်လုံးပြန်ပြီးစီးလုံးသွားရင်အဲ့အကောင်တွေအကုန်လုံးထွက်ပြီးကောလန့်သွားဘာလို့ပြည်သူစီးလုံးရင်အမှုပညာရှင်တွေစီးလုံးရင်အဲ့ဒီကျန်းမာသမားတွေကိုကြောက်တယ်အခုသူတို့ကကြောက်တာပြည်သူတွေအမှုပညာရှင်တွေစီးလုံးသွားမှသူတို့ကြောက်တာကြောက်လို့အသေးအတန်တွေထိုးခွဲနေတာတကယ်တမ်းကျတော့ဒီပြည်ကြိုင်းဝကြီးဌာနရဲ့သက်ဆိုင်ရာနိုင်ငံတော်အာဏာပိုင်တာဝန်ရှိအဖွဲ့အစည်းလုံခြုံရေးအဖွဲ့အစည်းတွေအကုန်လုံးကခေါ်ယူဆွေးနွေးတဲ့ကိစ္စတွေအကုန်လုံးကစကားလုံးကြမ်းကြမ်းတမ်းရိုင်းဆိုင်တစ်လုံးအောင်ပြောညှိနှိုင်းနဲ့ပြောနေတာအကိုတို့ညီတို့ညီမတို့ကျွန်တော်တို့တော့ဒါတွေလိုတယ်ဒါတွေတော့ကူပေးကြပါဒါတွေလုပ်ပေးကြပါပြောတာဒါပေမဲ့အဲ့ဒါကိုဒီကောင်တွေကမရဘူးအဲ့တော့အခုဘာဖြစ်လဲဆိုတော့အခုလူပညာတွေလည်းအိတ်မပြောတချို့ဆိုပြောတယ်တဲ့ပြောတာကျွန်တော်ပြန်ကြားတာနော်ပြောတာဘယ်လောက်စိုးလဲဆိုရင်ကျုပ်လူပညာတွေကပြောရတယ်မဟုတ်ဘူးလေကျွန်တော်တို့ကအဲ့လိုပူပေါင်းပါဝင်ပြီးကျွန်တော်တို့ဟိုဘက်ကလုံမှကြောက်တယ်ဟိုဘက်ကကျွန်တော်တို့လုံမှကြောက်တယ်ဆိုတော့ကျွန်တော်ကပြန်မေးချင်တာတခုရှိတယ်အဲ့လိုလူတွေကိုတခွန်းနဲ့မေးချင်တာဟိုဘက်ကလုံမှကြောက်တယ်ဒီဘက်ကစေဆိုးရဆိုပြီးတော့ခင်ဗျားတို့ကဒီစေဆိုးရတော့ငါလှုပ်ချင်လှုပ်မယ်ဆိုလှုပ်လို့ရသလားနော်ခင်ဗျားတို့ဟိုဘက်ကအကျန်းဖက်သမား PDF တွေလုံမှကြောက်တယ်ဒီတက်မတော်နဲ့နိုင်ငံတော်ကလုံမှကြတော့နိုင်ငံတော်ကြတော့လှုပ်ချင်လှုပ်မယ်မထိမဲ့ပြုမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလားလို့မေးရမှာခင်ဗျားတို့နိုင်ငံတော်မထိမဲ့ပြုချင်တာလားPDF ကြတော့ကြောက်တယ် PDF ကြတက်မှာဆိုလို့ကြောက်တယ်နိုင်ငံတော်ကြဖမ်းအောင်လေးမို့လို့အဲ့လိုမျိုးလားဒါနိုင်ငံတော်ကြတော့ဗာလဲနိုင်ငံတော်ကြတော့မထီမဲ့မြင်လို့ရတယ်ဆိုအဓိပ္ပာယ်လားကျွန်တော်တို့အပြိုးကြီးတွေကကိုယ်ကလွဲနေတာဗျာကိုယ့်ဘက်ကိုကြောက်ရင်လေဒီဘက်ကလူတွေနဲ့ပူပေါင်းဆောင်ပို့ပေါင်းဆောင်ရမှာအကြမ်းဖက်သမားကိုကြောက်ရင်ဒီဘက်နဲ့ပူပေါင်းဆောင်ရမှာတသားနဲ့ကပ်ပြီးနေရမှာရှင်းလေးကိုအဲ့ဒါကိုကျွန်တော်တို့ဟိုဘက်ကြောက်လို့ပိုင်းဘယ်သူပြောခဲ့လဲတော့ကျွန်တော်မသိဘူးเนาะဒါပေမဲ့ပြန်ကြားရတယ်အဲ့ဒါတွေဟာကျွန်တော်တို့စဉ်းစားကြည့်ကြအောင်ဗျာကိုယ့်ဘက်ကိုကြောက်လို့ဆိုရင်ဒီဘက်နဲ့နီးနီးကနေရမှာမဟုတ်ဘူးလားကိုယ့်ဘက်ကြောက်လို့မပါရဲမလို့ရဲပါဘူးဆိုရင်ဘာလဲလက်ရှိတည်တဲ့အစိုးရပေါ်မှာခင်ဗျားတို့ကထင်းတိုင်းကျဲလို့ရတယ်စိုးကျင်နေစိုးလို့ရတယ်မိုက်ကျင်နေမိုက်လို့ရတယ်ရိုင်းကျင်နေရိုင်းလို့ရတယ်ဒီအစိုးရကလှုပ်ချင်လို့ရတယ်ဆိုအဓိပ္ပာယ်မျိုးလားအဲ့ဒါနိုင်ငံတော်စော်ကားတယ်မတူဘူးလားဖက်ဒရယ်ပြရှင်နေဒီကစဉ်းစားအောင်နော်လွဲနေတာကြီးပြောတာအဲ့တော့တချို့တွေကအိမ်ပြောစားမှုဖြစ်တယ်တချို့တွေကဖုန်းခေါ်တာမကင်ဘူးဘယ်သူပညာရှင်တွေမကင်ဘူးလို့ဆိုတော့အခုပြောနာမည်ပါတက်ပြောတော့မယ်မပြောသေးဘူးဒီအခုပြောပြီဒီနေ့ညနေ31ရက်နေ့ညနေဆောင်ထိတေးဥဆောင်မိုးဟိတ်ကိုဖုန်းမကင်ဘူးလူမင်းဖုန်းမကင်ဘူးပြည်သူနဲ့အိမ်တော်ကျော်စင်ကတော့ပူပေါင်းပါအောင်မှုလုပ်မယ်ဆိုပြီးတော့အကြောင်းပြန်လာတယ်ထွန်းရီတော်ဘူးလို့ခေါ်တဲ့မခိုင်ကြီးသူတို့ပြန်ပြီးတော့ပူပေါင်းပါအောင်သူတို့လုပ်တယ်ပိုင်တကုံပူပေါင်းပါအောင်လုပ်တယ်အစစနာမည်ကျော်လူပြန်ရှင်တော်တော်များကိုပူပေါင်းပါဝင်လာပြီဒရိုက်တာတွေလည်းကိုပူပေါင်းပါဝင်လာပြီတော်တော်များပါလာပြီအခုပါလာပြီးတော့သူတို့သိလာပြီငါတို့ဟိုကောင်တွေချင်းကြောက်နေတာတပ်ဖို့ကြောက်ချင်းကြောက်နေတာအဲ့တော့ငါတို့ကတပ်ဖို့ကြောက်ချင်းကြောက်နေတဲ့ကောင်တွေကိုဘာလို့ပြရမလဲကြောက်ပြရမှာလားဒီဘက်ကနေနိုင်ငံတော်နဲ့ပို့ပြီးနိနိကပူပေါင်းပြီးတော့ဒီကောင်တွေကိုငါတို့ကြောက်အောင်ပြန်လုပ်ပေးရမလားဆိုတာမျိုးသူတို့နားလည်သွားပုံရတယ်ပြီးတော့ငါတို့ကနိုင်ငံတော်ကိုကူညီတာငါတို့ကစစ်တပ်ကိုကူညီတာလားနိုင်ငံတော်ကူညီလားဆိုတာမျိုးသူတို့တချို့ကိုယ်ရဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဒီဗီဒီယိုဖိုင်လေးခင်ဗျားတို့ကြည့်လိုက်ကျွန်တော်ဖတ်ကြည့်ပြီးအဲ့အမှုပညာရှင်တွေကိုဘာလို့စေချင်တာလဲပြန်ပြီးတော့ကြည့်စေချင်တာရွေးကောက်ပွဲရလူကြီးအနိုင်ကျင့်နှိမ့်ဆက်တဲ့အာဏာရှင်နဲ့မလားလူဆက်ဆံတဲ့အစိုးရနဲ့နေမလားဆိုတာကိုအဆုံးဖြတ်ပေးမယ်ရွေးကောက်ပွဲကိုယ့်ရဲ့ရွေးချယ်ဒါအလင်းအောင်နေရမယ်ဘဝပဲဒါလူမင်းဆိုတာတစ်ခါလိုက်25နှစ်ကြာတယ်ကွာနားလေလားဒီမိုကရေစီရဲ့အနေရတာမမိုးတာလို့ရင်ချောက်မှာပဲ
ငါတို့နေဘက်ကဝန်ထမ်းတွေဆိုရင်လေ ဒီဗီဒီယိုဖိုင်ကြည့်ခိုင်းတာအလကားကြည့်ခိုင်းတာမဟုတ်ဘူး ဘာမှမတက်ပဲအသွင်ပြောင်းပြီးရောက်လာတဲ့ကောင်တွေဟင်းလားဟောက်လားဟိုမခံရတော့လို့တဲ့ ကောင်းတော့တင်းဆောင်တော်ကောင်းတယ်ကြည့်လားတားမိုက်တာတင်းဆောင်တော့ share ပဲတင်းဆောင်တွေက ခါနာတိုင်းပါ ဝိုင်း driver ဝိုင်းဟိုနေမျိုးအောင်ကလားနေရာတကကဏ္ဍတော့ပြီးကလာတိုက်နေရတယ်သူတို့ အရင်ပေါင်း90ကျော်လုပ်ခဲ့တာ34ရတယ်အခုမီစုကဆို90တော့ 54ရခိုင်နှုန်း ခင်ဗျားတို့ပြန်စဉ်းစားကြည့်အဲ့ဒီဗီဒီယိုဖိုင်နဲ့အဲ့ဒီတင်းဆောင်တွေကိုနော်အာနာပိုင်တွေကဘာမှမဖြစ်နေတော့ပါလဲဆိုတော့ဆွေးနွေးနေတာတကယ်လားသူတို့ကဲကိုလူမင်းပေါ့ကိုလူမင်းခင်ဗျားလေးဖွင့်ကြည့်ပြီခင်ဗျားလေးကျင်းနောက်ပြန်ခင်ဗျားဘယ်လိုနေလဲဘယ်လိုခံစားရလဲပြောကြည့်ပါဦးမှတ်ချက်လေးပြောကြည့်ပါလားအဲ့လိုမေးကြည့်အဲ့ကောင်တွေဒီသူ့ဗီဒီယိုဖိုင်သူတို့ကြည့်ပြီးတော့သူတို့ဘယ်လိုခံစားမလဲသူတို့အခုလှုပ်သွားတဲ့အကုန်လုံးကတပါတီကျွန်လှုပ်သွားတာတပါတီကျွန်လှုပ်သွားတာပါတီတစ်ခုတော့ကိုနိုင်ငံတော်အတွက်စာပါတီတစ်ခုတော့ကိုမဲဆွယ်ပေးပြီးပါတီတစ်ခုဘက်ကိုပဲမမရပ်လိုက်တာစဉ်းစားကြည့်လူတယောက်ကကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကိုမဲပေးရှင်မဲပေးလို့ရကောင်းရတယ်ဆိုရင်မဲပေးတာကလူမသိသူမသိပေးလို့ရရင်လူသိရှင်ကြားနိုင်ငံတော်မှာတခါတည်းတနိုင်ငံလုံးပြန့်နှံ့သွားဗီဒီယိုတွေရိုက်တဲ့အချိန်မှာတခါတည်းတပါတီတော့ကိုမမရပ်ပြီးတော့မရဘူးကငါတို့ဆက်အာနာရှင်တောင်းရမုန်းတာဒီတို့အမေဆုံးအဲ့လိုဟုတ်ပြီကဲအခုရောဘာလုပ်ပါလဲခါကြရင်ကိုယ့်စကားကိုကိုပြန်နားထောင်စေချင်တာအဲ့လူတွေကိုနားထောင်စေချင်တာဆိုတော့လောက်ခဲ့တယ်ရက်စက်တွေလောက်ခဲ့ကြတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားရမှာအမှုပညာရှင်တွေအကုန်လုံးပြောချင်တာရှင်းရှင်းလေးခင်ဗျားတို့ကတပါတီကျွန်းနေလားဒါမှမဟုတ်နိုင်ငံတော်ရဲ့အစိတ်ပိုင်းနေလားကိုယ့်ကိုစဉ်းစားဖို့လိုတယ်ခင်ဗျားတို့ကနိုင်ငံတော်ရဲ့အစိတ်ပိုင်းလားပါတီတစ်ခုရဲ့လူပုဂ္ဂိုလ်တစ်ခုရဲ့ကျွန်းလားစဉ်းစားဖို့လိုတယ်ခင်ဗျားခံစားချက်နဲ့ခင်ဗျားတို့လုပ်လို့ရရဆိုရင်ခင်ဗျားတို့ကိုယ့်ကိုသိရမှာတပါတီကျွန်းလူပုဂ္ဂိုလ်တစ်ခုတည်းရဲ့ကျွန်းဖြစ်သွားတာနဲ့နိုင်ငံတော်ရဲ့ဒီအစိတ်ပိုင်းတစ်ခုဖြစ်တာနဲ့ဘယ်ဟာတန်ဖိုးရှိလဲကိုယ့် value ကဘာလဲစဉ်းစားဖို့လိုတယ်အခုလူပညာရှင်တွေအကုန်လုံးပြန်စဉ်းစားဖို့လိုတာအဲ့ဒါပဲခင်ဗျားတို့စဉ်းစားဖို့လိုတာအဲ့ဒါပဲခင်ဗျားတို့တစ်ချိန်လုံးကလုပ်ခဲ့တာတပါတီကျွန်းလုပ်ခဲ့ပြီးလူပုဂ္ဂိုလ်တူတော့ဇွတ်လိုက်ခဲ့ပြီးသွားပြီအဲ့လူမားလာမှန်တာခဏတာခင်ဗျားတို့ကဇွတ်ကိုလိုက်တာနိုင်ငံတော်နဲ့လူပုဂ္ဂိုလ်တော်မခွဲမနေတဲ့အထိတပါတီကျွန်းလုပ်ခဲ့ပြီးပြီအခုဒီနေ့ဒီချိန်မှာအဲ့တမိုင်းတွေကိုအဲ့တမိုင်းဆိုးတွေကိုခြေဖြတ်ပစ်ဖို့အချိန်ကာလရောက်တဲ့ချိန်မှာပူးပေါင်းကူညီမလားခင်ဗျားတို့အတိုက်ခံလုပ်မလားဆက်ပြီးတော့မိုက်မလားမိုက်လေမိုက်ပေါ့ဘာမှမဖြစ်မိုက်ပြီးတော့ထောင်ထဲသွားရုံပဲရှိနေဘာလို့ဆိုရှေ့မှာခင်ဗျားတို့လက်မှတ်ထိုးခဲ့တာကြီးအများကြီးရှိလို့လက်မှတ်ထိုးခဲ့ပြီးခင်ဗျားတို့ဒီဓာတ်ကြီးဓာတ်တွေအကုန်လုံးပြန်သွားပြလိုက်ပြန်ကောက်လိုက်ရင်အကုန်အများကြီးပဲဒါကြောင့်ကျိုးကိစ္စကြိုင်လူပညာရှင်တွေကိုကျွန်တော်ကဟိုးအစောပိုင်းနဲ့ဒီလိုခုလိုရိုးရိုးသေးမဖြစ်ခင်အခုဟိုးနေပြီဥမြလောကမှာအကုန်လုံးစောင်းဝင်အိမ်ပြောနေအိမ်ပြောနေညတွေဖြစ်နေကြပြီအကုန်လုံးအခုလိုရိုးရိုးသေးမဖြစ်ခင်မှာတဲကကျွန်တော်ကြိုပြီးတော့လွန်ခဲ့တဲ့2ပတ်လောက်တည်းကခင်ဗျားတို့ကျွန်တော်ကြိုပြီးပြောခဲ့တယ်ပေါင်းပေါင်ပေးကြပါဗျာကိုဘသူတို့ကြီးကျွန်တော်မြစ်တာရခံနေတယ်ကျွန်တော်တော့ပြောခဲ့ပါတယ်ဘာလို့ရှေ့ကိုကြိုမြင်နေလို့ခင်ဗျားတို့ကျွန်တော်ပြောခဲ့တာဒါပေမဲ့ခင်ဗျားတို့ကအခုကဂလန်ကဆိုင်လောက်ကြတော့အခုတော့မတက်နိုင်ဘူးကျွန်တော်လည်းဘာမှမတက်နိုင်ဘူးခင်ဗျားတို့ခံညာအဲ့တော့အခုအလူပြရှင်တွေပြပထွက်လို့လည်းမရဘူးထွက်လို့လည်းမရဘူးထွက်လို့လည်းမရထွက်မယ်ဆိုရင်ဘာလို့ဆိုအကုန်လုံးတော့ပို့ရေးရမယ်တေချာဘာဖြစ်ခွင့်ပြုချက်တောင်းထွက်ဘာလို့ဆိုအခုကြမှာထထွက်မယ်ဆိုရင်ထွက်လို့ဘယ်ရတော့မလဲဟိုကကြည်နေပြီလေခင်ဗျားတို့ကကောင်းကောင်းလည်းမနေခဲ့ကြငြိမ်ငြိမ်လည်းမနေခဲ့ကြဘူးရိုးရှုပ်သွားလို့တော့ဟိုကကြည်ပြီလေခွင့်လို့ပေးခဲ့တာ4နှစ်ကျော်တိခံပေးခဲ့တာ4နှစ်ကျော်အခုကတိခံတာကိုရောင်းတက်လာပြီးခါကျတော့နိုင်ငံတော်ဆိုတာကဥအောင်ခိုင်ပြောသလိုပဲအစိုးရဆိုတာလုပ်ရင်တကယ်လုပ်တယ်ဆိုတာမျိုးပဲဟိုကတကယ်လုပ်ရင်တကယ်လုပ်မှာဟိုမလုပ်ချင်လို့တိခံခဲ့တာ4နှစ်ကျော်အခုကတော့မရတော့ဘူးအမှုပညာရှင်တွေစဉ်းစားဖို့လိုလာပြီအခုမှဖျားခြင်းလို့နားခြင်းလို့အမေနေမကောင်းလို့အဖေနေမကောင်းလို့နောက်တစ်ခုကဘာလဲခီးသွားနေလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုခေါင်းစဉ်မျိုးကြိုက်တယ်လို့ပြအခုသွားမှာပဲအဲ့တော့အခုပူပေါင်းပါဝင်လာတဲ့အမှုပညာရှင်တွေအများကြီးရှိလာပြီတဖြည်းဖြည်းအခြေအနေမှနားလည်သွားတဲ့အမှုပညာရှင်ပူပေါင်းပါဝင်လာအများကြီးရှိလာပြီအဲ့တော့အကုန်လုံးကဒါတဲ့တညီညွတ်တဲ့အဲ့အကြမ်းဖက်သမားတွေကိုမကြိုက်ဘူးဆိုတဲ့ဟာကိုကမ်ပိန်းလုပ်ရမှာငါတို့လိုချင်တာ we want peace နော် we don't want ဘာလဲဆိုတော့ root behavior ပဲဖြစ်ဖြစ် terrorist ဖြစ်ဖြစ်ကြိုက်တာသုံးလို့ရတယ်ဗျာအကြမ်းဖက်မှုငါတို့မလိုလားဘူးငါတို့ငြိမ်းချမ်းမှုလိုချင်တဲ့ရွေးကောက်ပွဲကိုလိုလားတယ်ဒါပဲခင်ဗျားတို့တောင်းဆိုပေးုံနဲ့ပွက်ပြီးပြီရပြီအဲ့ဒါဆိုရင်ခင်ဗျားအဲ့အကြမ်းဖက်သမားတွေကိုထွက်ပြေးပြီအဲ့ဒါလေးကိုအမှုပညာရှင်တွေကအတန်ထွက်ပြီးညီပေးကြဖို့လိုတယ်ပြီးတော့ရဲဝသူကကိုကြောက်ရဲဝပြန်ညွန်တိုက်ဖို့လိုတယ်ပြင်မအရာလျှောက်ပြီးတော့ကြောင်ထဲမှာပုံနေဖို့မလိုဘူးသတိကြီးထားသွားလာဖို့လိုတယ်သတိကြီးထားပြီးတော့သွားလာဘာမှဖြစ်စေတောင်းမရှိဘူးဒီလိုပဲကျွန်တော်တိုက်တွန်းချင်တယ်အဲ့တော့ဒီနေ့ဒီချိန်မှာတော့ပြောကြရတဲ့ဇာတ်တွေရှိနေသေးတယ်နောက်နေ့မှလည်းပြောအောင်မယ်မနေ့ဖန်လည်းပြောအောင်မယ်ဘာလို့ဆိုနောက်လာမယ့် November 1st week ကနောက်ဆုံး date ပဲ November 1st week ကနောက်ဆုံးရက်တွေပဲအဲ့တော့အတူပြရှင်တွေ November 1st week မတိုင်ခင်မကုန်ခင်မှာကိုဆုံးဖြတ်ချက်လေးတွေရှင်းရှင်းလင်းလင်းဆုံးဖြတ်ပြီးတော့လုံးတင်တာလေးရွေးလောက်ကြလို့တိုက်တွန်းချင်တယ်မဟုတ်ရင်မကြောင်းဝင်မနာတာတွေဖြစ်ကုန်ရင်ကျွန်တော်လည်းစိတ်မချမ်းသာဖြစ်ရပါလိမ့်မယ်ခင်ဗျားတို့စိတ်လည်းပူပါတယ်ဟိုပူပေါင်းပဲပါဝင်စေခြင်းပါတယ်ဒါလေးပြောရတဲ့ဒီတော့ဆိုတော့ပါမယ်အားလုံးပဲကိုယ်စားရှိပါတိုင်းပြည်ပေါ်စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လာတက်ပြတ်နေကြတာကိုလက်ခုပ်လဝါတီဗီပျော်နေတဲ့လူမိုက်လူရန်ကလူသားအချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးကုန်းတော့ပါလို့ပြောရင်းနဲ့ခုနိုင်ပါ